ခရစ်နှစ်2017ခုနှစ်9လပိုင်း4ရက်တနင်္ဂနွေနေ့ညချမ်းအချိန်ရန်ကုန်တိုင်းဒေသကြီးသင်္ကန်းကျောင်းမြို့နယ်သွန်ဝနာအင်းစီကုန်းရပ်ကွက်စကိုင်းစာသင်တိုက်ကြီးတွင်၌ဆင်ရင်ကျင်းပပူဇော်သောစကိုင်းစာသင်တိုက်ကြီးဦးစီးပဓာနနာယကဆရာတော်ဗတ္တန္တဓမ္မနန္ဒနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌအဂမပန္နိတသောဘုရားကြီး85နှစ်မြောက်ဆင်ရတုအထိမ်းအမှန်ဆင်ရတုကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက်စီရင်ကျင်းပပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်သောသာယုတ္တနိကေအာလဝကသုတ်တန်၌ဗုဒ္ဓရှင်တော်မြတ်ဟောကြားအပ်သောဘာသာတော်များကိုအခြေခံတရားစာစဉ်ဟောကြားအပ်သည့်အောင်မြင်ကြီးပွားသောချက်များအမည်ပေးသောတရားတော်ဘာတရားလဲလောကအောင်မြင်ကြီးပွားရေးလောကုတ္တရာနေပေကတရားဓမ္မကြီးပွားရေးသာသနာတော်ကြီးပွားရေးဆိုတဲ့အောင်မြင်ကြီးပွားရေးအကြောင်းတွေမှာတို့တရားနာပရိသတ်တွေတကယ်သိတဲ့နဲ့ထင်လို့ဘုန်းကြီးတို့ဒီတရားနဲ့ပဲဓမ္မဒါနပြုရမယ်။ဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီတရားတို့ရဲ့ပိုင်ရှင်ဘုရားရှင်ကိုရောမြတ်ကြီးနဲ့တကွအနန္တောအနန္တ၅ပါးရဲ့ဂုဏ်ကျေးဇူးကိုအာရုံပြုပြီးဗုဒ္ဓဂုဏ်ဤစုံအညီစတဲ့ဘုန်းကြီးတို့ပူဇော်နေကြမြတ်ဗျံဘုရားရှိခိုးလေးကိုဘုန်းကြီးတို့နဲ့အတူသံပြိုင်ဖြည်းဖြည်းလေးလေးရွတ်ဆိုပူဇော်ရင်းနဲ့ဓမ္မသနာပလင်ပွင့်ကြရအောင်အလုံးလက်အုပ်လေးတွေချီမြတ်တော်လေးတွေချတယ်လီဖုန်းတွေကိုပိတ်ထားလိုက်ရင်ကောင်းမယ်ဟုတ်လားအလုံးဖြည်းဖြည်းလေးလေးပူဇော်ကြရအောင်ဘုရားကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာဓမ္မကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာသံဃာကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာမိဘကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာဖရာကိုဤသောအညီယုံကြည်မြတ်တော်လက်ဆုံးမို့ရှိခိုးပါ၏ဖရာသာဓုသာဓုသာဓုတင်မရပါနဲ့ဆုရှိလာတဲ့နာမည်ချမ်းသာသလိုတတ်တာသလိုထိုင်ပြီးတော့နာပါလေးရမြောက်တော့တော်တော်ပင်ပန်းဟုတ်လားကဲဗာတရားနဲ့အောင်မြင်ကြီးပွားသောချက်များအောင်မြင်ကြီးပွားသောချက်များဆိုတဲ့တရားရဲ့ဇလံအစသည်ဘလို့စိတ်ဓာတ်တွေကြံတန်းပြီးတော့နှလုံးသားတွေကြံတန်းနေတဲ့အလာဝကဘီလူမင်းနဲ့မြတ်စွာဘုရားရှင်တို့ဆုံတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့တရားလေးအလာဝကဘီလူမင်းဆိုရင်တို့တရားနာသိတာတော်တော်များများသိပြီးနေပြီဟုတ်တယ်မဟုတ်လားအလာဝကဘီလူမင်းဖြစ်လာပုံလေးကသူကလက်သမင်အစည်းအဝေးမှာအစည်းအဝေးတက်နေလက်သမင်သူအစည်းအဝေးတက်နေတဲ့အချိန်မှာပဲဘောရမမြတ်စွာဘုရားကဘုန်းကြီးတို့ဘုရားရှင်ကအလာဝကရဲ့နတ်ဗိမာန်မှာ
အာလဝကရှိမှာပါမစ်မတောင်းမဲနဲ့ဝင်ပြီးတော့အရင်သုံးနေတာအလုံးနေလေအာလဝကကြီးရဲ့နတ်ဗိမာန်ထဲမှာမြတ်စွာဘုရားကသတင်းသုံးနေတယ်အာလဝကကဘယ်ရောက်နေလဲနတ်သဘင်စီဝေးမှာစီဝေးတက်နေဒီတော့သူ့ရဲ့ဗိမာန်ကိုခိတ်ဆောင်တဲ့နတ်ကသွားပြီးတော့ပြောတယ်ရှင်အရှင်ရဲ့ဗိမာန်ထဲမှာဂေါရမမြတ်စွာဘုရားဝင်ပြီးတော့သတင်းသုံးနေတယ်ဒီအတန်နဲ့ကြားလိုက်တော့အာလဝကဒေါသတွေဖြစ်တယ်ဟာဂေါရမတို့ဘုရားကဘာဖြစ်လို့ငါစီခွင့်မတောင်းမဲနဲ့ငါဗိမာန်ထဲဝင်ပြီးတော့နေရတာလေဟာခွင့်ပြုချက်မရဘဲနဲ့ဘာဖြစ်လို့လာပြီးတော့ချူးကျော်ရတာလဲဒေါသတွေဖြစ်ဒေါသတွေလည်းဖြစ်ဉာဏ်နဲ့နတ်တွေကဘာပြောမလဲသူရှက်လေးရှက်ဒေါသနဲ့ရှက်တာနဲ့ပေါင်းပြီးတော့ညံ့ညံ့ပြောကြဆိုအစည်းအဝေးလည်းပြီးရောဗိမာန်ရှိတဲ့နေရာအမြန်ပြန်လာတဲ့အချိန်မှာဗိမာန်ထဲမှာဘယ်သူရောက်နေလဲမြတ်စွာဘုရားဒီတော့အာလဝကဘာစိတ်နဲ့ပြန်လာတာလဲဒေါသစိတ်နဲ့အဲဒီမှာခွင့်ပြုချက်မယူဘဲနဲ့သတင်းသုံးနေတဲ့မြတ်စွာဘုရားလေအာလဝကလည်းပြန်လာညနေချင်းစုံတဲ့အခါပြောလိုက်တာပြိဿကြီးဒေါသစိတ်နဲ့ထွက်လာတဲ့ပါဇက်ကအတန်သိကောင်းတဲ့အတန်လားမကောင်းတဲ့ပြမတာမြတ်စွာဘုရားကိုဒီမျိုးစုံနဲ့ပြမနောက်ဆုံးဘလောက်အထိကျုံသွားလဲဆိုရင်အရှင်ဂေါရမကျွန်တော်ရဲ့သွားဘလောက်ကြီးတယ်ဆိုတာတော့ပြောမယ်အရှင်ဂေါရမရဲ့ခြေအစုံကိုလေကျွန်တော်လက်အစုံနဲ့မဆွဲပြီးတော့ဟိုသမုဒ္ဒရာတွေရောက်အောင်ကျွန်တော်ပြစ်နိုင်တယ်နော်ချင်းချောက်စကလုံးအကျမ်းနေနဲ့ပြောလိုက်တာအာလဝကသာတပြေးတပြေးမောသွားတယ်မြတ်စွာဘုရားကပြုံးနေတယ်ဘာဖြစ်လဲမြတ်စွာဘုရားကပြုံးလေအာလဝကဘာဖြစ်လဲဟာငါပြောနေတဲ့ကိစ္စခေတ်စကားနဲ့ကြငါအိမ်ထဲနဲ့ကျူးကျော်နေတယ်ငါပြောတာများမခိုးမခတ်မလေးမစားနဲ့အာလဝကခါနဲ့ဇိုးဇိုးဆက်ဆက်တုံးတာသူဇက်ဇက်တုံးအောင်ဒေါသတွေဖြစ်နေလေဘုရားကကြည်ပြီးတော့ခေါင်းလေးကြီးဖြစ်မှဖြစ်ရနေဘူးအဲ့တော့အာလဝကတစ်ပြေးတစ်ပြေးပြိဿရဲ့ဝစီကံနဲ့သာသူဘုရားကိုပြစ်မှားနေတာကာယကံနဲ့တော့တကယ်မလုံရဘူးဘလို့တော့သူကြည့်ငါလည်းပြောတဲ့စကားလေးကျမ်းတာကုန်ပြီဂေါရမမျက်နှာကြည့်ရတယ်တစ်ချက်မှအပြုံးမပြတ်ပြိဿရဲ့ကျွတ်ချိန်တန်လာအတွေးမှန်နေဝင်တယ်ဒါအလောကစဉ်းစားတယ်တလောကလုံးကပြောကြတယ်ဂေါရမမြတ်စွာဘုရားမေတ္တာတော်အနန္တတိကံရဲ့စိတ်တွေအနန္တကရုဏာတော်အနန္တရှိတယ်လို့ပြောကြတဲ့စကားကတော့ဟုတ်များဟုတ်နေမလားဟောဒီတိခံနဲ့စိတ်နဲ့မေတ္တာရဲ့စွမ်းအားဒီအလိုကျမ်းနေတဲ့ဒီလိုရဲ့နှလုံးသားတော်မှာခံနိုင်ရှိရတာသူအတွေ့အကြုံကြောင်းတော့ဒါဆိုရင်တလောကလုံးကပြောကြတယ်ဂေါရမမြတ်စွာဘုရားဒီမေတ္တာတော်အနန္တကရုဏာတော်အနန္တမုဒိတာအနန္တသုခိတာအနန္တချမ်းသာဒုက္ခတွေအနန္တတိကနေအနန္တလို့ပြောတဲ့စကားလုံးကတော့ဟုတ်ပြီချင်းနည်းနည်းလေးအမှတ်ပေးတာပြီးတော့သူပြောတဲ့စကားတွေကိုမြတ်စွာဘုရားကပြုံးနေတဲ့အပြုံးစွမ်းအားဒီဂေါရမမြတ်စွာဘုရားရဲ့အပြုံးကြီးဘယ်သူနှလုံးကိုသွားထိအာလဝကပြိဿရဲ့ဒီတရားမှာသုဒ္ဓမဟောရင်ဒီဟာလေးတစ်ခုတည်းဘုန်းကြီးတို့အတူခိုးဖို့မကောင်းဘူးလောကလူတွေနဲ့ဆက်နွယ်နေရတဲ့လူသားတယောက်အတွက်ကျန်တဲ့လောကရန်ဘလောက်ကျမ်းတယ်ပြောလူပါဇက်နဲ့တွေ့တဲ့လောကရန်လောက်ကျမ်းတာရှိပါမလားရှိမွမ်းတာလည်းပဲပါဇက်ကဲ့ရတာလည်းဆဲတာလည်းချုပ်ချုပ်သာသာပြောတာလည်းအမလီပြိဿရဲ့ဟောဒီပါဇက်တစ်ပေါက်ဒီကဘာကြီးကိုဒုက္ခရောက်နေတာအဲ့ဒါပဲပြီးတော့ဒီပါဇက်ပေါက်မှာကိုယ်ပါရောမရှိဘူးလားအမလီသူများအရင်မစင်တာနဲ့ကိုယ်ပါဇက်ကရောအဲ့ဒီလိုတခါလေသူများပုံမှာဝစီကံကျမ်းတာတွေလူတာတွေစုံအောင်မပြောခဲ့ဘူးလားကိုပြောတော့အရသာရှိလားမရှိလားလက်ပတ်ထုတ်တပွဲနဲ့ပြီးရလားကိုအပြောခံရတဲ့အခါကျတော့လက်ပြောက်တစ်ချက်လေးပြီးတဲ့အချိန်လေးပြောခါတော့ခံနိုင်ရှိရလားအောင်ငုံနဲ့သူအဲ့လိုပြောတယ်ဘယ်မလဲအကောင်မှကတုတ်ဟုတ်လားချက်ချင်းတခါမောင်းတင်သွားတာဟုတ်လားအဲ့တော့ပြောချင်တာကအဲ့ဒါပဲဒီမှာ
အာလာဝကကြီးရဲ့အလွန်ကျမ်းနေတဲ့နှလုံးသားကိုဘုရားတရားဟောပြီလားဘာတရားမှမဟောသေးဘူးပြိဿတွေမေတ္တာအပြည့်ခန္တီအပြည့်နဲ့ပြုံးနေတဲ့အပြုံးလေးတစ်ချက်တည်းနဲ့အာလာဝကကလေးတွေပြောတဲ့စကားနဲ့ဆိုဟတ်ကြည့်ဘာဖြစ်သွားလဲဟတ်ဒီပြီဒီတဲ့အခါကျအာလာဝကစဉ်းစားတယ်ဒါဆိုရင်ဟုတ်ပြီဘောရမမြတ်စွာဘုရားတလောကလုံးကပြောတဲ့မေတ္တာကရုဏာတွေအနန္တပိုင်ရှင်ဆိုတော့သိကြပြီဒါပေမဲ့တစ်ခုချင်နေတယ်ဘာလဲဆိုရင်ဟောဒီဘောရမမြတ်စွာဘုရားကိုသူတို့ပြောကြပြန်တယ်အလုံးစုံကိုသိတဲ့သဗ္ဗညုတရွှေဉဏ်တော်ရှင်ပိုင်ရှင်လို့ပြောတယ်ဒါဟုတ်မဟုတ်ကိုလည်းငါဆက်ပြီးတော့စုံစမ်းအောင်မှလေ့လာအောင်မှဖြစ်မယ်ပြိဿတွေအဲ့ဒါပဲကြောက်ကြွချိန်တန်းလာတော့သူဒီအကောင်းဘက်ကိုလဲမလာဘူးပြတ်သူပါစဉ်းစားနေဟိုကတ္တမမြတ်စွာဘုရားလက်ထက်တည်းကမိဘနှစ်ပါးသင်ပေးထားတဲ့မိဂုံးတွေအခြေတွေသူနှလုံးသားမှာသိခဲ့တာအများကြီးပဲသို့တော်ပြိဿရဲ့ကဘာတွေကြော်ကြော်လွှားလွှားလာတဲ့အချိန်ကာမဂုဏ်အာယုန်ထဲမှာနစ်မျောခဲ့တဲ့အလောကဘီလူမင်းဘောရမမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာမိဘတွေသင်ပြီးထားတဲ့မိဂုံးအစုံအဖြေအစုံရှိတဲ့အသည့်ဒီမိဂုံးဒီပဲသူ့အုံတော်ထဲမှာမှတ်မိတော့တယ်အဖြေပြောက်သွားတယ်။ဘာပြောက်သွားလဲ။အဖြေပြောက်သွားတယ်ဒီတော့သူကမိဂုံးကိုမေးလိုက်ရင်ဖြေလိုက်ပြီဆိုတော့သူပြန်သတိရမယ်ဒါဆိုရင်ကသဗ္ဗမြတ်စွာဘုရားလက်ထက်တည်းကပြီးတဲ့ဒီအသည့်ကိုဘောရမဖြေနိုင်ရင်တော့โอเคသိကြပြီဘောရမသဗ္ဗညုတဘုရားရှင်ဟုတ်ပြီဒီပါပြိဿအဲ့ဒီမှာမြတ်စွာဘုရားနဲ့ခေစကားနဲ့ပဲဒီခွင်စောင့်နေတာခွင်နဲ့ဝင်မသွားဘူးလားခွင်နဲ့ဝင်ပြီးအဲ့တော့ပြောချင်တာကဟောဒီပါဠိတွေအများကြီးပြောမဲ့စာဘုန်းကြီးတို့ဒီမှာအခုစိတ်ဓာတ်လေးကျမ်းရာကနုညံ့စပြုလာတဲ့အာလဝကဘီလူမင်းစီကျတို့ရဲ့ရှင်တော်မြတ်ဘုရားကိုမေငွန်ပေါင်းများစွာနဲ့ပြီးပါတယ်အဲ့ဒီထဲမှာဒီကနေ့အာလဝကမေးတဲ့မေခွန်းလေး၄ချက်ကိုပူတယ်ထားပြီးတော့ဘုန်းကြီးတို့ဓမ္မဒါနပြုပါမယ်နော်ဒီတော့အာလဝကကြီးစဉ်းစားတဲ့အတိုင်းဩခေါရမမြတ်စွာဘုရားသဗ္ဗယုတရွှေညာရှင်ဟုတ်မဟုတ်တော့ငါမေခွန်းနဲ့ပြီးမှပဲအနာကိုချင်းခတ်အဲ့ဒီအချိန်မှာသူဒေါသတွေပြေသွားမလားမပြေဘူးလားပြေသွားပြီမေတ္တာရဲ့စွမ်းအားကိုသူခံလိုက်ရပြီကရုဏာရဲ့စွမ်းအားကိုခံလိုက်ရပြီသီးခံခြင်းရဲ့စွမ်းအားကိုခံလိုက်ရပြီဆိုတဲ့အချိန်ပုံမှန်ဖြစ်သွားတဲ့စိတ်ဓာတ်တွေနဲ့အခုကျတော့သူသိကျင်တဲ့အဖြေတွေပြီးတော့မယ်ဟုတ်ပြီလားဒါကြောင့်ဒီကာထာလေးနဲ့စကြရအောင်နော်ကထာသုတရတိဩဃကထာသုတရတိအနောကထာသုဒုက္ခမေစေတိကထာသုပရိသုတ်တိဘောဂရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်ဩဃတပိတော်ကိုကျုံနေရပါတဲ့ဩဃလေးပြသန္တရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်အနောတပိတော်ကိုကြောက်လာပါတယ်ဆိုတဲ့ဝတ္တုကသုံးပြသမုဒ္ဒရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောရမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသုဘေသူထူးခြားဘေတရားဖြင့်ဒုက္ခတပိတော်ကိုကြုံနေရပါတယ်ဘုဒ္ဓကသုံးပြသမုဒ္ဒရာကြီးကိုတရတိကိုမြောက်အောင်မြင်နိုင်ပါသနည်းဖျားဘောဓမဂေါရမနွယ်ဘွားအိုရှင်တော်မြတ်ဖျားကထာသူအဘေကဲ့သို့သောရည်စင်ရည်အေးဖြင့်ပရိသုတ်တိတပိတော်ရဲ့တဏ္ဍာမှာကိန်းနေတဲ့ကိလေသာအညစ်အကြေးအပြစ်ဘေးကိုဆေးကြော၍ရောင်နိုင်ပါသနည်းဖျားဤတည်သောအာလဝကယခောစေတတွေကျမ်းသာရာကအနှဲငယ်နုညံစာပြုလာတဲ့အာလဝကဘီလူမင်းကြီးသည်ဘဂဝန္တံဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးကိုအဘုံစီသီလိုရည်နဲ့ကောင်းစွာမသွေမိလျှောက်ပါလေတော့တည်း
သေဆိုင်ဟောဒီဂါထာလေးကိုမြန်မာလိုတစ်ပတ်ချင်းနဲ့ပြန်ပြီးတော့မှတ်ကြည့်ရအောင်နော်အာလဝကဘီလိုမင်းမေးတဲ့မိဂောလေးကိုဒုပရိသမြန်မာလိုလေးမှတ်မယ်ဓမ္မအချိန်လေးမြန်ပြီးမှာနံပါတ်1အရှင်ဂေါရမဖေဟာတပည့်တော်တို့ဖြတ်သန်းနေရတဲ့ဩဃလေးပြာသန္တရာကြီးကိုဘယ်လိုတရားမျိုးနဲ့လွတ်အောင်ကူးနိုင်ပါသနည်းဖရာသိတဲ့ဘာလို့လွတ်ကူးကျင်တာလဲဩဃလေးပြာသန္တရာကြီးကိုတပည့်တော်တို့ဘယ်တရားနဲ့လွတ်အောင်ကူးနိုင်တယ်လဲတစ်ချက်နံပါတ်2ဘိုးအရှင်ဂေါရမဖေဟာတပည့်တော်တို့ကျုံနေရတဲ့ကိလေသာဝကမ္မဝဝိပါကဝလို့ခေါ်တဲ့သမုဒ္ဒရာကြီး30နဲ့တူတဲ့ဝတ္ထုခ3ပြာသမုဒ္ဒရာကြီးကိုဘယ်လိုတရားမျိုးနဲ့လွတ်အောင်ကူးနိုင်ပါသနည်းဖရာနံပါတ်2မိတ်ဝါပါကူးမယ်ဝတ္ထုခ3ပြာတဲ့ဘာနဲ့ဥပမာပေးတာသမုဒ္ဒရာကြီး3စင်းကိုဖြတ်သန်းနေရတယ်လို့ပဲအလွန်ကျေပြောနာတဲ့ဝတ္ထုက3ပြာကိုဘာနဲ့ကူးရမလဲဒါတော့ဆိုရပြီနော်နံပါတ်3မိဘကဘောရမနွယ်ဝအိုရှင်တော်မြတ်ဖရာသတိတော်တို့သည်လောကီလူဘဝနေကြရတဲ့အချိန်ဓမ္မမို့ရင်တပည့်တော်သတ္တဝါအလုံးကျုံနေရတယ်ကိုယ်ဆင်းရဲဆိုတဲ့ဒုက္ခမျိုးစုံစိတ်ဆင်းရဲဆိုတဲ့ဒုက္ခမျိုးစုံအဖုံဖုံရှိနေပါတယ်တပည့်တော်တို့ကျုံနေရတဲ့အဲ့ဒီဒုက္ခမျိုးစုံအဖုံဖုံကိုရောဘယ်လိုတရားမျိုးနဲ့ကျော်လွှားအောင်မြင်နိုင်ပါသလဲဖရာတပည့်တော်တို့ကျုံနေရတဲ့ဒုက္ခမျိုးစုံကိုရောဘယ်လိုတရားမျိုးနဲ့ကျော်လွှားပြီးတော့အောင်နိုင်မလဲဖရာရပြီနော်ဘယ်နဲ့ချက်ပြီးသွားပြီနံပါတ်4ကဘိုးအရှင်ဂေါရမတပည့်တော်ရဲ့တဏ္ဍမှာတန္တရာတခွင်လေးကကိန်းလာတဲ့ကိလေသာအညစ်အကြေးမျိုးစုံရှိနေပါတယ်တပည့်တော်တို့ရဲ့နှလုံးသားထဲမှာကိန်းနေတဲ့ကိလေသာအညစ်အကြေးအပြစ်ဘေးတွေကိုဘယ်လိုရည်အေးမျိုးနဲ့ဖြေကျော်ရင်ပြောင်းနိုင်ပါသလဲဖရာဘယ်နှချက်လဲရပြီနော်ကဲဒါဆိုရင်နည်းနည်းလေးတဲ့တော့မဟုတ်ရင်တော့မှအမှန်လေးပြောနိုင်ရပြီနံပါတ်1အာရဝကမေးတဲ့မိကုံးလေးပါတယ်ဟုတ်ပြီစာအုပ်လေးပြန်ကြည့်လိုက်ဩဃလေးပြသန္တရာကိုတပည့်တော်တို့ဘယ်တရားနဲ့ကုမလဲရပြီနော်နံပါတ်2ဘုဒ္ဓက3ပြသမုဒ္ဒရာကြီးကိုဘယ်တရားနဲ့ကုမလဲနံပါတ်3ကတပည့်တော်တို့ကြုံနေရတဲ့ဒုက္ခမျိုးစုံကိုဘယ်တရားနဲ့ကြုံမလဲနံပါတ်4ကတပည့်တော်တဏ္ဍာမှာကိန်းနေတဲ့ကိလေသာမျိုးစုံကိုဘယ်လိုရည်အေးနဲ့သိရင်ပြောင်းမလဲကဲဘယ်သူမေးတာလဲပရိသတ်ဘလူလားလူလားဟုတ်ပဲဒီလူကရှော့မလို့နဲ့မေးတဲ့မိကုံးကခပ်ပေါ်ပေါ်ပါလားကဲဒါဆိုပရိသတ်ဒါဆိုဘီလူမေးတဲ့မိကုံးလေးပြန်စဉ်းစားလိုက်တော့အားလုံးကျွတ်တို့တရားနာပရိသတ်ကြီးရောအခုများမြတ်စွာဘုရားနဲ့ကြုံမယ်ဆိုရင်မေးတဲ့နဲ့မိကုံးလားမမေးတဲ့နဲ့မိကုံးဟောဘာဖြစ်လို့လဲနံပါတ်1ဩဃလေးပြသန္တရာတဲ့ဒုတိယနာပရိသတ်ကြောက်သလားကြိုက်တာကြောက်တယ်ဒီကောင်ကြောက်တာဩဃလေးပြဘာဖြစ်လို့ကြောက်တာဟမ်ကြောက်တယ်နော်ကဲကြောက်တာတော့ဒီဩဃလေးပြကိုအရင်ပြောပါအောင်ကြောက်တယ်တော့ဩဃလေးပြကဲဩဃလေးပါးကိုအရင်ပြောပါအောင်ကြောက်တဲ့ဩဃဟာတော်တာဟောမှာဩကဲကာမဂုဏ်အာယုန်နေတဲ့မှာတဝဲလေလေနဲ့ကျင်လေနေရတဲ့ဝဲဩဃပရိသတ်မျောများမျောနေပူသလားအေးသလားတနေ့တနေ့မျက်စိနာနာလျှာကိုယ်စိတ်ဓဝရ6ပါးကဝင်လာတဲ့ကာမဂုဏ်အာယုန်တွေထဲမှာမျက်စိတစ်ခုလေးနဲ့ကိုတော်တော်မပင်ပန်းဘူးလားဟောနားများပေါင်းလိုက်ရင်သက်သာပါလားဟောဒီတော့မျက်စိကနှိမ့်ဆက်လိုက်တာမြင်လိုက်တဲ့အကောင်းလေးတွေအလှလေးတွေဆိုရင်မကြည့်ကြမလိုချင်တဲ့လူပါလားဟောဒါဆိုကြည့်ကြလိုချင်တော့ကြည့်တဲ့အတိုင်းလိုချင်တဲ့အတိုင်းကိုရလားဟောကဲအဲ့ကြတော့ပင်မလားမပင်မလားမလိုချင်တာမရတဲ့အခါကျတော့စိတ်ကညင်ညင်နေရလားဘာဖြစ်လဲ
စိတ်ကညီညီမလို့ခါတယ်ညောင်ငပိနဲ့တို့ထားတယ်ဟုတ်လားဆွေဆွေခုံမလီဘုံမြောင်အဲ့လိုကောင်းဘယ်လိုဘုံမြောင်လိုဘယ်လိုပြောမလဲခိုင်းရေသုံးရောနားရောပါဇက်တွေရောခိုင်းပူမနေဘူးလားအေးအဲ့ဒါကြောင့်ပြောချင်တာကကာမောကတခုသေးနဲ့ပဲဘလောက်ပင်ပန်းနေဆိုတော့ကိုယ်တိုင်မသိဘူးလားဒီတော့အာလောကမေးတာအဲ့ဒါပဲတပည့်တော်တို့ဒီကာမောကဆိုတဲ့ဩဃလေးပြားထဲမှာအရင်ဆုံးဩဃကြီးကိုလည်းဖြတ်သန်းလို့နေရပါတယ်။ဘောဃဆိုတဲ့ဩဃပင်လေကြီးကိုလည်းဖြတ်သန်းလို့နေရပါတယ်။ဒိဋ္ဌောဃဆိုတဲ့ဩဃကြီးကိုလည်းဖြတ်သန်းလို့နေရပါတယ်။အဝိဇ္ဇာပိတ်ဖုံးနေတဲ့အဝိဇ္ဇောဃဩဃကြီးကိုလည်းဖြတ်သန်းလို့နေရပါတယ်။အဲ့ဒီဩဃလေးပြားသံဃာရဲ့ဒီဘက်ကန်းကနေကူးသွားရင်ဒီဩဃလေးပြားကုန်ရသည်ဘာပဲရှိတော့နိဗ္ဗာန်ဒီတော့ဒုပရိသဒီမိကိုမမေးလို့ပဲရမယ်ဒုပရိသကသွားကျင်တာပဲလေထင်တယ်စဉ်းတော်စဉ်းစားဒီလူတွေကနိဗ္ဗာန်သွားကျင်တာလားမသွားကျင်တာမပြောစဉ်းစားရမေးရတာတကယ်နိဗ္ဗာန်သွားကျင်တာဟိုစဉ်းစားအောင်အပံပြောတော့တကယ်သွားကျင်တာခဲ့တာဆိုမြင်မြန်သွားကျင်တာလားဖြည်းဖြည်းသွားကျင်တာမြင်မြန်ကိုသွားကျင်တာကြံစဉ်းစားအောင်နော်ပြန်စဉ်းစားအောင်နော်ဒီထဲမှာစင်ကယ်တွေလည်းပါမယ်တပယ်တွေလည်းပါမယ်စင်ကယ်တွေကတော့ပြဿနာမျိုးတပယ်တွေကအိမ်ရောက်ရင်ပြန်မေးစဉ်းစားအောင်မနေ့ကကျမှအဖြေပေးဒီနေ့အကုန်မပြောနဲ့အိမ်ရောက်သွားရင်တရားပွဲအခု9နာရီခွဲ10နာရီမိဘသိပေးလိုက်မယ်အိမ်ရောက်ရင်ပြန်မေးဒကာကြီးတော့လာအောင်ဘုန်းကြီးကပြောတယ်နိဗ္ဗာန်ကိုမြန်မြန်သွားကြတယ်ကျုပ်ကတော့မြန်မြန်သွားမယ်လို့ပြောလိုက်ပြီးမနေ့ကစည်ရင်ပေးရမယ်ဆိုတော့ဘယ်လိုသဘောရတော့လို့မင်းကြီးအဲ့ဒါကမကြီးတခါကြီးကဘာပြန်ပြောမယ်ထင်တယ်။ဩညောညောဥဒ္ဒရထုံကုမ္ပဏီကဓမ္မဘုရားတို့ကိုမင်းထွေးဘယ်မလို့တော့တတ်ဘူး။ကဲတိုးတိုးလေးမေးကြည့်တာမဟုတ်ခင်ဗျာ။ခင်ဗျာနိဗ္ဗာန်ကိုမြင်မြန်သွားရင်တော့ဖြည်းဖြည်းသွားရင်တော့ကိုမင်းလေးမြင်မြန်သွားရင်လေကဲဓမ္မကြီးပါမစ်အခုပေးမှာပေးပါလေအေးပေါ့အဲ့ဒါပဲအထင်ကြီးတယောက်နဲ့တယောက်မကြီးနဲ့အေးရောက်လို့ဒကာကြီးတွေခင်ဗျားတို့ပြန်တိုင်မယ်နဲ့လေခွန်ကြီးရတယ်ဘယ်ဘုန်းကြီးလဲမျက်စိပါဘုန်းကြီးမနေ့ကဘာလို့ဘာပြောပြင်မြန်ခေါ်ခိုင်းမလို့ဒါတို့ပြင်မြန်ထဲမှာနော်အထင်ကြီးကြီးပြီးတော့သွားတိုင်မယ်များလုံးမနေနဲ့ကိုယ့်အကူတော့မနေကျုပ်ကသွားခြင်းနဲ့အဲ့တည်းမှာဟိုကနေမြင်နေတာလေးတော့မိမကြီးကောင်းတာပေါ့နိဗ္ဗာန်ဘွားမြင်သွားဆိုလို့ချင်းအဲ့တည်းမှာဂရင်ဘွားဆင်းရမလို့ကလေးတိုင်းဘွားဆိုတော့တကယ်ပြောလာကျုပ်ကတော့တကယ်သွားမှတော့ကလေးတွေကြောင့်တော့ကြောင်မဟုတ်ဘူးအဲ့တည်းမှာကလေးပြန်လွှဲချနေဟုတ်လားပုတ်ဒီပုတ်တွေလုံနေရမယ်ဟုတ်လားအေးအဲ့ဒါပဲဘုန်းကြီးတို့လည်းဘာပဲပြောဘုရားဘာသာမှန်လို့ချင်းဟေ့တို့ရဲ့ပန်းနိုင်ဘာလဲပြောရင်ဘာပြောလဲနည်းနည်းလေးမှလျှော့ဖို့အစီအစဉ်ပါသလားလုံးဝမလျှော့ရောင်သေးပဲမိုးလင်းမေးနဲ့ဒါပဲဟုတ်လားအဲကြောင့်နိဗ္ဗာန်ဆိုတဲ့ဟိုမှာဘက်ကန်းကိုဖြတ်သန်းဖို့ရန်အတွက်ဒီဘာဘက်ကန်းလူဘွားကနေပရိသတ်ဟောဒီဩဃလေးပြသံတရာမကူဝဲနဲ့ရပါမလားမရဘူးဒါကြောင့်အာလဝကဘိနုမေမိလိုက်တဲ့ဟောဒီမိကွန်အလုံးသည်ဒီကနေ့ခေဘုန်းကြီးတို့တွေနိဗ္ဗာန်ပန်းနိုင်ရမှန်းလို့ရှောက်နှမ်းနေတဲ့ဘုရားဘာသာဝင်သူတော်စင်အလုံးအတွက်လည်းဩဃလေးပြသံတရာမကူပဲနဲ့ရနိုင်မရနိုင်ဘူးဒါကြောင့်ဩဃလေးပြသံတရာကိုဖြတ်သန်းရမယ့်ပုဂ္ဂိုလ်တွေအတွက်တကယ်ဆိုရင်အာလဝကကိုတော့ကျေးဇူးတင်ဖို့မကောင်းဘူးပြီးတော့အမေးနဲ့အပြည့်တွဲသွားတော့မယ်အာလဝကမေးလိုက်ပြီးဘောရမတွေဘွားအိုရှင်တော်မြတ်ဖရာကထံသူဘယ်သူထူးခြားပဲတရားဖြင့်ဩဃတတိတော်တို့ကြုံနေရပါတဲ့ဩဃလေးပြသန္တရာကြီးကိုတရတိကူမြောက်အောင်မြင်နိုင်ပါသနည်းဖရာအာလဝကရဲ့နံပါတ်1မိကုံးလေးကိုရှင်တော်မြတ်ဘုရားကဖြေလိုက်ပါပြီသတ္တယတရတိဩဃံအာဟုသောသီလိုရင်လည်းမိကြောင်းလာပါတဲ့အိုအာလဝကဘီလူမင်းသတ္တယသတ္တာဆိုတဲ့စကားလုံးလေးတစ်လုံးဖြင့်ဩဃံသင်တို့ကြောက်လာပါတယ်ဆိုတဲ့ဩဃလေးပြသန္တရာကြီးကိုတရတိကောင်းစွာမသွေကူးမြောက်အောင်မြင်နိုင်ပါပြီဘုရားကြည်လိုက်ဟဲ့အာလဝကမင်းကွာတဲ့ဒီမင်းကိုအတွက်မင်းတော်တော်ပင်ပန်းနေတဲ့ထင်တယ်မင်းဒီဩဃလေးပြသံဃာကြီးကိုကုခတ်ခြင်းနဲ့ဆိုရင်ဟောဒီဘဝကိလေသာနောင်ဘွဲကလွတ်ကင်းဖို့သံဃာဩဃပင်လေကြီးကလွတ်ကင်းခြင်းနဲ့ဆိုရင်
မင်းကွာတဲ့ငါဘုရားဟောတဲ့ပိဋကသုံးဖို့အကုန်လုံးနှလုံးသားထဲထည့်เสียမလိုပါဘူးတဲ့မင်းနှလုံးသားထဲမှာတတ္ထာဆိုတဲ့စကားလုံးလေးတစ်လုံးပဲထည့်လိုက်တဲ့စိတ်တိုင်းပါထည့်အဲ့ဒီမင်းနှလုံးသားထဲမှာထည့်လိုက်တဲ့ခိုင်တဲ့တတ္ထာတရားလေးစီမင်းကြောက်တဲ့ဩဃလေးပြတန်တရာကိုကုခတ်တဲ့နေရာမှာတကယ်ခွန်အားအစ်စ်ပဲဟိုဘကန်းကိုအဲ့ဒီတတ္ထာကမင်းကိုခေါ်သွားလိမ့်မယ်ဘာခေါ်သွားလဲဒါဆိုရင်ပြိဿကြီးနည်းနည်းလေးအငိုက်ပြအောင်ဆိုလိုက်မယ်ဩဃလေးပြတန်တရာဘယ်တရားဖြင့်ကုနိုင်သနည်းဩဃလေးပြသန္တရာတရားတရားနှင့်ကုနိုင်သည်အဖြစ်ရှင်းမလားအာလုံးတို့တရားနာပရိသတ်တွေအာလဝကဘီနုမင်းကစားပြီးဒီကနေ့ဩဃလေးပြရဲ့ဘုဗ္ဗကံရောက်ခြင်းနဲ့လူနဲ့ဗျမ္မာတတ္တဝါမှန်သမျှပရိသတ်ရဲ့ဘာတရားနဲ့ကုမယ်ဒီတော့တရားတရားနေ့ကဆိုဘုရားကြီးဟောသွားပြီဆိုကျုပ်အကျေကြီးပြောကြမလို့တော့ဘူးဘာတရားနဲ့ကုမယ်โอเคတရားတရားဘုန်းကြီးတန်နဲ့ပြောရင်သတ္တာတရားသတ္တံပိသံနဲ့ပြောတာဟုတ်တူတာနဲ့ပြောတော့အတိပ္ပယ်ကွဲလားတူလားတူတူပဲအရိဒ္ဓရှာလေးတန်နဲ့ရှာပေါ့တန်ပဲခွာတယ်ဒီတော့ဒီတရားနေ့ကဆိုဘုရားကြီးဟောသွားပြီတော့ကဲသတ္တာသတ္ထာသတ္တာလေးကိုမြန်မာပြန်ကြည့်စမ်းဟုတ်တယ်တတ္တာကိုမြန်မာပြန်ရင်မနည်းမှဟောသွားတယ်တော့ပြောပြီးပြီမို့လားမြန်မာပြန်ရင်ကဲဒါလေးကိုဓမ္မရှင်းဖွင့်မယ်ဘာကိုယုံကြည်တာလဲလို့မေးရင်အဲ့တိုင်းနဲ့မပြောဘူးမနည်းမှဟောတာနော်ဘာကိုယုံကြည်တာလဲလို့မေးရင်အဲ့လိုလို့လေဘုရားကိုယုံကြည်တာတတ္ထာတရားကိုယုံကြည်တာတတ္ထာသံဃာတော်မြတ်တို့ရဲ့ဂုဏ်ကိုယုံကြည်တာတတ္ထာငါပြုလိုက်တဲ့ဟောဒီကုသိုလ်ကံမှန်သမျှသည်ပြုဆုံးမကြည့်လားငါပြုလိုက်တဲ့ဒါနကောင်းမှုကံသည်ငါကျင့်သုံးလိုက်တဲ့သီလကောင်းမှုကံသည်ငါရှုမှတ်ပွားများလိုက်တဲ့ဘာဝနာကောင်းမှုကံသည်ငါရဲ့ဒီဘဝနဲ့ဘဝတန်ត្រာခရီးမှာကောင်းကျိုးကိုပြန်ပြီးတော့ပေးမှလို့ယုံကြည်တာတတ္ထာကံဆိုတဲ့အလုံးနဲ့ကံရဲ့အကျိုးဆိုတဲ့အလုံးရဲ့တန်ဖိုးကိုယုံကြည်တာသိပါလေတတ္ထာယန္တာမြတ်သုံးပါးကိုယုံကြည်ုံနဲ့ပြည့်စုံမလားဒါကြောင့်ဘာကိုယုံကြည်တာလဲလို့မင်းဘုရားတရားသံဃာယန္တာမြတ်သုံးပါးရဲ့ခုံကျေးဇူးနဲ့ကံရဲ့အကျိုးကိုပြက်ပြက်သားသားယုံကြည်ထားတာကိုဘာခေါ်တတ္ထာဒီတော်ပရိသတ်ရဲ့ကဲအဲ့ဒီတတ္ထာဆိုတဲ့စကားလုံးလေးကိုတို့တရားနာပရိသတ်နားထဲမှာယင်မနေဘူးလားရှင်းလိုက်တာဗုဒ္ဓဘာသာလောက်ဒီစကားပြောတာမရှိဘူးဟုတ်တယ်မဟုတ်လားညံ့ညံ့လူတဲ့စကားတွေဆိုရင်ဘာပြောလက်ကလေးမခံဘူးလားနှကန်းလေးကျဦးလေးနော်သူလူနိုင်တဲ့တောင်နော်တရားတရားလေးကောင်းလိုက်တယ်နှကန်းလေးရှစ်တို့နောက်ဆုံးနဲ့တချို့ကအာမရတော့လူနိုင်တဲ့လက်လေးပါမခံဘူးလားကဲပရိသတ်အဲ့အမူအရာလေးပဲအလူခံလို့မရတဲ့လူတွေတွေ့ရင်ဗာပြန်ပြောမပြောနဲ့အဲကြောင့်နှခရှိတို့နောက်တော့သေးလားဒီဒီကားပါကိုပြောငွေတော့ဒါလေးတော့မလူနိုင်တရားတရားနေလိုက်တာဆိုရင်ဒီနှခမ်းနဲ့ပဲဟိုဘက်ဒီဘက်ကားပြီးမပြောဘူးအမလီအဲ့ကြတော့လက်ကမခါဘူးငါတော့ဆန္ဒပါပြီတစ်ချက်ပြီးတော့လူမသွားဘူးတော့မပြောဘူးလားအဲ့တော့ပြိဿရင်အဲ့လိုလူမျိုးကြတော့ဗာပြန်ပြောတယ်တရားတရားနဲ့နေလိုက်တာဒီတရားတစ်လုံးနဲ့ပဲခင်ဗျားတို့ပတ်မရှုံနေဘူးလားများများလူတော့မလူတော့ကိုယ်ပဲထဲမှာပါတယ်ကိုယ်ပဲထဲမှာပါတယ်ပြီးတော့မယ်နော်အခုကြောင်းအတွက်ဘယ်လောက်လူပြီးပြီလဲကိုရိုမီနီတရားလားကိုရိုနဲ့ဘာဆိုင်လို့ဟုတ်လားအဲ့ဒါပဲလေပြောချင်တာအဲ့ဒါပဲဟုတ်လားတရားတရားအားကောင်းနေတဲ့မှာပါလားအားနေတဲ့မှာပါလားဆိုတော့ဘာပြောလဲစိုက်ရင်တပ်လိုက်ပြုံးမပြမပြောကိုမပြောဘူးဟုတ်လားဘာဖြစ်လို့လဲပါလိုက်တော့မှတ်ထားဘုရားတခါကြီးတယောက်
ကစီရလည်းနေတယ်အနည်းကလည်းခံရတယ်ကစီနေပြီးတော့ကဲအနိစ္စကြီးကောင်းလာတယ်ပြောတယ်ခေါ်စမ်းကောသိတကယ်လည်းအရမပေါ့ကောင်းလိုက်တာအချိုးလေးတကယ်ပြေးတာပဲဒီလောက်ကောင်းရင်တော့တောင်းတော့မယ်ထင်တယ်ဟောအနိစ္စကြတော့ဗါတဲ့လေကောင်းလိုက်တာတဲ့ပေးရတော့မယ်ဆိုတော့ဒီလောက်ကောင်းရင်တော့တောင်းတော့မယ်ထင်တယ်ငါဘယ်လိုလုပ်ရင်ကောင်းမလဲငါဒီလေးကျူမပြောထားမိဘူးအဲ့ဒါတခါကြီးကမေးတယ်ဟုတ်လားအောက်ကနေအဖိုးအနိစ္စကြီးခါတဲ့အဖိုးနဲ့ဘယ်လောက်ရလဲအဖိုးအနိစ္စတခါကြီးကလည်းပါတယ်ငါတို့ရဲ့ပုံသေးပဲရှိမလဲကွာလူလိမ္မာတွေကြတော့လေ3000လောက်ပြီးတယ်လူမိုက်တွေကြတော့လေကွာငါဟာ2000 1000လောက်လည်းပဲပြီးတာဒုက္ခပဲကတိရလည်းနေပြီးရမှာကြောက်လို့မိကမှာဟောလူလိမ္မာတွေကြောက်လဲ3000လောက်ပြီးတာပါလူမိုက်တွေကြောက်လဲ1000လောက်ပဲပြီးတာပါဆိုသူကဒုက္ခရောက်တယ်ဒုက္ခပဲလိမ္မာတဲ့ထဲမိုင်းလဲပါရင်လဲငါ3000ပြီးရတော့မယ်မိုက်တဲ့ထဲ1000ပဲပြီးရင်ငါလူမိုက်ထဲမှာထည့်တော့ပြောတော့မှာပြောအဒီကတိတွေတော့ဘယ်တော့ပါလဲပြီးနေပြီးတော့ဗာကျွန်တော်တော့ရဘယ်ထဲမှမထဲပါနဲ့ပြော2000ယူသွားဟုတ်လားတော့ဗာပြောလဲမိုက်တဲ့ထဲပါသေးတယ်လိမ္မာတဲ့ထဲရောတိုးတိုးလေးကပ်တယ်အဖအေးကျွန်တော်တော့ဘယ်ထဲမှမထဲရော2000တော့ယူသွားပါလားအခုလည်းအဲ့လိုပြောပေါ့ဒီပြီးတော့ဗျာကောင်းတဲ့ထဲလည်းမပါသေးပါဘူးမကောင်းတဲ့ထဲမှာဒီတော့ပါတဲ့ငကလေးတော့ချွတ်သူမှာပေါ့ဗျာဒါလည်းရပါလေဟောဥက္ကိငယ်ပြုံးနေမှာလားအဲ့တော့ပြောနေတာပြိဿရဲ့အဲ့ဒါပဲတတ္တာဒီစကလုံးတစ်လုံးနေဘယ်ဆရာတော်ဘလောက်ပဲဟောတဲ့ပြောပြည့်စုံနိုင်ရလားမပြည့်စုံဘူးဒီတော့ဒုတိယနာပြိဿဩဃ၄ပြသန္တရာကိုသွားဖို့ဆိုရင်လည်းပဲဘာတရားနဲ့သွားမလဲဩဃတစ်ခုပြီးတစ်ခုဟောဒီတတ္တာလည်းပဲဖြစ်ဘုဘကဆိုတဲ့နိဗ္ဗာန်ဗုဒ္ဓဘာသာတို့ရဲ့ပန်းနိုင်နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင်လည်းပဲဘာနဲ့ကူရမှာတရားတရားနဲ့ကူရမှာပြီးတော့တို့တရားနာပြိဿရဲ့အဲ့ဒီတရားတရားဘလောက်များတာသွားလဲဆိုရင်အခုတို့တရားဝဲလာတာမိုးမရွာဘူးလားမိုးကလည်းရွာသေးတယ်တခါလဲဘုန်းကြီးကလည်းဗန္ဒနာကြီးညထားတယ်မလို့နော်ကျုပ်8နာရီဆိုသူခေါ်လို့လာတာနောက်တော့8နာရီမှပြင်တက်မယ်နော်ဆိုဘုန်းကြီးသာပြိဿရဲ့ဓမ္မဂတိကဘလောက်ကြီးစွာနေသူတင်တဲ့အချိန်မှတက်ရတာဒါပဲဘောဘကကြွပါဗျာသူမှကြွရတာကိုကငါခေါ်မယ်ဘာမရဘူးဟုတ်လားဒါမျိုးဆင်းတာတော့ကိုကြက်တဲ့ချင်းဆင်းလို့ရတယ်တနာရီလည်းဆင်းလို့ရတယ်2နာရီလည်းဆင်းလို့ရတယ်ဟုတ်လားပြိဿအချိန်ကြီးအချိန်ကြီးကောင်းရင်တော့2နာရီလောက်ပေါ့အချိန်ကြီးမကောင်းရင်လည်း2နာရီလောက်ပေါ့ပိဋိပိကပြိဿဆို2နာရီလောက်လည်းပြန်တာပေါ့ဟုတ်လားအဲ့တော့ပြောချင်တာကတတ္တာဒီတတ္တာဆိုတဲ့စကားလုံးကဲမိုးရွာနေပူနေဟိုတရားပွဲမိုးရင်းလေးမှာရှားပါနာရအောင်မှာပဲဟဲ့ပြိဿရဲ့အိမ်ကအဖေမေကလွတ်တာလားသရတရားကလွတ်တာအဲ့ဒါပဲပြိဿရဲ့တရားကိုယုံကြည်တဲ့စိတ်ဘုရားကိုယုံကြည်တဲ့စိတ်ဟောဒီဘုရားရဲ့သားတော်သံဃာတော်ရှင်မြတ်ရဲ့ထင်းသိလာတဲ့သံဃာကိုစိတ်တဲ့ယန္တာမြတ်သုံးပါးနဲ့ကံရဲ့အကျိုးမယုံကြည်ရင်ဟောဒီမိုးရဲရည်တဲ့တရားမှမရတဲ့ဒီပွဲဘူးမလားပြတ်တို့ပြိဿဒီတရားပွဲလာတာဗာနဲ့လားတရားတရားနဲ့လာတာကဲတရားပွဲလာတော့ရောငြိမ်ငြိမ်လေးနေလို့ရရဲ့လားဟိုမှာတကိမာကြီးတို့လူအောင်မှာဟာပြောတတ်တဲ့ကလေးတွေဆိုပြုံးပြန်ဟုတ်လားပြုံးပြတော့ဟောမြောက်လိုက်တယ်မာရဲ့ဒီလေးကျစ်သေးရှိနေတာကိုဟောညီမလေးကြော်သွားတော့လူမယ်အိမ်တော့1000ဆိုရင်လို့အပြောကောင်းလိုက်တော့အလူကံတော်ရင်တော်သလောက်3000နဲ့4000နဲ့5000နဲ့မရှိဘူးလားအလိုက်ကားဆုံးမသိတဲ့အလူကံနဲ့ဆိုရင်သွားပြန်ဟုတ်လားလာပါပြီဆိုတော့ဟဲ့မောင်မတူတော့ကြောင်တူတူကြောက်သွားတယ်နော်ကောဟုတ်လားလုံးမလားမလေးမျက်လုံးပေါင်ဝတ်မေစီမဘုံမေစီမအလေးမှာတော့ပြဖို့ကောင်းတယ်ဟောငါတလုံးခလာတာဟောအိမ်တော့9000လူမယ်လို့စိတ်ကူးလာပြန်ဒီရောက်တော့ဘယ်လောက်ဖြစ်သွားမလဲဆောင်းရောက်နေရော1000ဟုတ်လားအဲ့တော့အလူကံပါဖို့လည်းမလိုဘူးလားကဲပြိတ္တိုင်လာတော့လေအလူငွေမထည့်ရဘူးလားထည့်ခိုင်းတာဟောရလားဩဘာပဲပြောဓမ္မသဘင်သူတို့ကျင်းပကြတယ်မာဒီလူချင်းတွေကလူတွေတန်ဃာတွေကစီစဉ်ပေးတယ်တို့တွေဒီချမ်းချမ်းသာသာတရားနာခွင့်ရတယ်ဒီတရားလေးတွေမေတ္တာလေးတွေစေနာလေးတွေတန်ဖိုးထားပြီးတော့ကိုယ်စွမ်းနိုင်တဲ့တော့တရားတရားကမလူခိုင်းဘူးလားလူခိုင်းမြန်တယ်ဒီရောက်တော့လည်းပဲ၅ပါးသီလမယူအောင်လားယူခိုင်းမြန်တယ်တဲ့ပရိသတ်ကြီးအဲ့တော့ပြောလိုတာကအခုပြုနေ
ဌာနကုသိုလ်သီလကုသိုလ်ဝေယဝိဇ္ဇကုသိုလ်ဘေကုသိုလ်မှန်သမျှပြိတ္တရဲ့တယောက်ယောက်ကခိုင်းတာဟုတ်ရဲ့ဘယ်သူကခိုင်းတာသတ္တတရားဒါကြောင့်ပြိတ္တရဲ့အဲ့ဒီသတ္တအရေးမကြီးဘူးလားဟေးဒါကဒုတရားနာပြိတ္တလူတွေနဲ့ဆိုင်တဲ့စကားဟောဒီမှာသာသနာ့တန်ခါ200ကျော်ရှိတယ်300နီးပါးရှိတယ်ဟောဒီသာသနာ့တန်ခါလေးတွေဒီပြိတ္တရဲ့နာမည်ကဘာတန်ခါလဲသာသနာတန်ခါဆိုတာသူ့စိနဲ့သူ့ကနဲ့သာသနာကြီးမှနေလင်းဒီခါတဲ့တာဝန်များစွာတက်နှစ်ကုန်တဲ့အခါမှာနိုင်ငံတော်ကျင်းပတဲ့သံဃာဝဲတွေမြို့နယ်သံဃာဝဲတွေဖြည့်တနစ်အောင်မှသူတို့ရဲ့မှတ်တိုင်လေးတစ်ခုနဲ့နောက်တန်းတက်ဒီလိုစိနဲ့ကံနဲ့နေရတဲ့နေရာအဲဒီနေရာမှာလာပြီးခါတဲ့ဒုပွန်တောင်ပွန်အချင်းကုန်ခံသင်နေတဲ့သာသနာတွေလည်းပဲလောကီချမ်းသာအောင်မြင်မှုသံဃာဝဲဆိုတဲ့ပန်းတိုင်ကိုလိုချင်နေဆိုရင်ဟောဒီတတ္တာမရှိဘဲနဲ့ရပါမှာသူတို့ကမှပိုးတော်လိုသေးတယ်လောကီချမ်းသာရှာရတာကမှပြန်သေးတယ်လောကုတ္တရာချမ်းသာဖရာဟောတရားရောတန်ခါရောဆရာသမားရောအကုန်ယုံနောက်ဆုံးကိုစာရီကိုအုံနောက်ထင်းကိုဘိုင်ခတ်ထည့်ပြီးကို confidence ဖြစ်ဖို့သိလို့တယ်လာခဲ့ကြိုက်တဲ့မိကုန်းလားငါအောင်ရမယ်ဆိုရင်ကိုယုံကြည်မှုအထိမွေးနိုင်နောက်တဲ့တရားသွမ်းအားမရှိရင်စာမေးပွဲအောင်မှာဒီဒါကြောင့်လောကီချမ်းသာထဲမှာပညာရေးစီးပွားရေးလူမှုရေးရန်သူဂုဏ်သိအထက်တန်းကျတဲ့အောင်မြင်မှုလိုချင်တယ်ဆိုရင်လည်းပဲပြိတ္တရေကို confidence ဖြစ်လောက်အောင်ရှိထားဖို့မလိုဘူးလားယုံကြည်မှုဖြစ်ထားဖို့လိုတယ်လောကုတ္တရာချမ်းသာကြတော့ဘုံအရေးကြီးသွားတယ်ဘုရားကိုလည်းယုံကြည်ရသေးတယ်ဘုရားဟောတဲ့တရားကိုလည်းချွင်းချက်မရှိယုံကြည်ရတယ်ဘုရားဟောတဲ့တရားကိုပဲပြန်ဟောနေတဲ့သံဃာတွေရဲ့စွမ်းအားနဲ့ဒီသံဃာကထွက်လာတဲ့တရားဒီဘုရားတရားပဲဆိုတဲ့ယုံကြည်မှုတရားတွေပို့ဖို့မလိုဘူးလားလိုတယ်ဒီတော့ဩဃလေးပြသန္တရာဥပကံကိုကူးမယ်ဆိုတော့လောကီချမ်းသာအတွက်လားလောကုတ္တရာချမ်းသာအတွက်လားဒီဒါကြောင့်လောကီနဲ့မှအောင်မြင်မှုတွေကိုလိုချင်ကြတယ်ဆိုရင်လည်းပြိဋ္ဌာန်ဟောဒီသတ္တာသည်ဇက်လိုက်ပါပဲလောကုတ္တရာချမ်းသာနိဗ္ဗာန်ကိုမျှော်မှန်းထားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှလည်းပဲဟောဒီသတ္တာသည်ဇက်လိုက်ပါပဲသူမပါဘဲနဲ့ကူးလို့ရမလားအဲကြောင့်တရားနာမယ်ဘုံဘုံဘယ်လိုပေးတာလဲအောင်မြင်ရှိပွားသောချက်များအောင်မြင်ခြင်းဆိုတဲ့ပန်းတိုင်ကြီးကိုလမ်းကနေကာကနေပွင့်လာဖို့ရန်အတွက်ပထမဆုံးဖွင့်ရမယ်ကီးသည်ပြိဋ္ဌာန်သတ္ထာဆိုတဲ့တော့ပဲလောကီလူဘဝမှာစီဝါတွေချမ်းသာခြင်းနဲ့ယာဓုတွေတက်ခြင်းနဲ့အောင်မြင်မှုကြော်ကြားမှုတွေလိုချင်နေဆိုရင်ပြိဋ္ဌာန်ဘုန်းကြီးရောလူရောဘယ်ပုဂ္ဂိုလ်မျိုးမဆိုဘာကီးနဲ့ဖွင့်သတ္တလောကုတ္တရာချမ်းသာဝိပဿနာဉာဏ်မဉာဏ်ဘုံဉာဏ်ဟိုဘက်နိဗ္ဗာန်အထိသွားခြင်းနဲ့ဆိုရင်ပြိဋ္ဌာန်ဘာကီးနဲ့ဖွင့်မယ်သရကြီးနဲ့ဖွင့်မယ်ဒီတော့ပြိဋ္ဌာန်အောင်မြင်ကြီးပွားဖို့ရတော့ပထမဆုံးကိုကံရမယ်တော့ဒီဘာတော့ဒါတော့အဲ့တရားတော့ကဘယ်သူစီမှာသွားဖွင့်ရမှာကိုနှလုံးသားကိုပြန်ဖွင့်ရမှာကဲပြိဋ္ဌာန်ဖယားကိုမယုံကြည်ဘူးလားချွင်းချက်ရှိသလားမရှိဘူးဒါဆိုရင်ချွင်းချက်ရှိသလားမရှိဘူးလို့မင်းရင်ကဲအင်္ဂါဘုရားနဲ့ရွှေတကုံမြတ်စွာဘုရားဘယ်ဘုရားကိုပို့ပြီးတော့တန်ဖိုးထားမှန်လေးလိမ့်ဟမ်ကဲပြိဋ္ဌာန်ဘုရားမှန်အတူတူလားတခြားသေးလားအတူတူပဲဘုရားတော်တခါတလေကျရင်ပြိဋ္ဌာန်ရွှေမရှိတဲ့ဘုရားလူမယိုသေးတော့မကြောက်ဘူးလားဟေးဒါကြောင့်အဲ့လောက်ကြီးဗုဒ္ဓဘာသာတွေမပြောချင်ပါဘူးပြောချင်တာကဖယားနဲ့ခင်ဗျားတို့ကြားထဲမှာမပြေလည်တာရှိသလားမပြေလို့ရှိတာစီပွားရေးတွေအချင်းမပြေဖယားနဲ့စကားမပြောဘူးလားကျမ်းမာရေးတွေအိမ်မတရားရောတစ်ခုဖြစ်နေဖယားနဲ့စကားမပြောဘူးဟမ်ဒါဆိုရင်အိမ်ကကလေးတွေသားသမီးတွေပြောလို့ဆိုလို့အဆင်မပြေရင်ဘယ်သူနဲ့စကားပြောဖယားနဲ့စကားပြောတယ်ကဲဒကမာကြီးတွေအိမ်ကဒကာကြီးတွေလှုပ်စီနဲ့အိမ်မကန့်ရင်ဘယ်လိုနဲ့စကားပြောဟောဘုရားနဲ့စကားပြောကဲဒကာကြီးတွေဒကမာကြီးတွေပွားစီများလိုက်ပါနဲ့ပြောအကုန်လုံးခင်ဗျားတို့ဘုရားနဲ့မပြောဘူးလားစီပွားရေးလူမှုရေးကျန်းမာရေးယာတုတက်ဖို့အကုန်လုံးသားရေးသမီးရေးမကြံအကုန်လုံးအရှင်ဘုရားတပည့်တော်သားလေးအခုဘယ်မှာပါဘုရား
ရန်ကုန်မြို့ပြန်ပြီးတော့ရအောင်ဆောင်ကြောက်တော်မူပါဗျာအားပြောပြန်ပြီးပြင်းတကရှင်ဗျာအင်းလူကလည်းဗျာညစင်တိုင်း7နာရီလည်းပြန်မရောက်ပါဘူးဗျာသူ့ကိုလည်းပဲခြေတော်ကြီးချုပ်ပြီးပြန်ခေါ်ပေးပါဗျာခေါ်ပြန်ပြီးကရာတကပြောရင်ပြောနေအရှင်ဗျာတပည့်တော်မှလည်းကျမ်းပါကြီးကဒူကကိုက်ပေါင်းကိုက်နေလည်းဆောင်လျှောက်ပါအောင်ဗျာမပြောဘူးလားကိုယ့်အတွက်ရောတင်တော်အတွက်ရောပြောလိုက်တာဘုရားကပြုံးသွားလားမဲ့သွားတယ်ပြုံးပြီးတော့ကဲပြောသမျှတွေနားထောင်ပြီးတဲ့ဘုရားနဲ့ချားမှာပြဿနာရှိလားပြီးရင်ပြိဿရေတခါတည်းဆူတောင်းရင်တော့ဆူတောင်းနေတာကများနေတဲ့တော့တောက်တော်ကြီးတက်ဖို့တော့မေ့တာဘာမှလည်းဘုရားရှိမှမပါဘူးသူကဘုရားဘာပဲပြောပြောဟဲ့အဲ့ဒါနိကိစ္စငါနဲ့ဘာဆိုင်လို့လဲလို့တခေါပြန်ပြောလာမပြောတော့ခင်ဗျားတို့ဘုရားနဲ့ကျွန်တော် ever peace အမြဲတမ်းငြိမ်းချမ်းရေးပဲမရဘူးလားကဲတရားနဲ့ခင်ဗျားတို့ကဉာဏ်ဖြစ်တာရှိတယ်ဟောတကယ်မရှိဘူးအမှန်တမ်းပြောကြည့်သားဟိုပထမဆုံးနေ့ကရှင်မြိုင်ဆရာတော်ကြီးကဘယ်နှနာရီဟောတယ်ပြောပန်းတယ်ရောဘယ်နှနာရီဟောတယ်ဟမ်2နာရီဟောတယ်တရားပွဲပြီးတော့အေးရောက်တော့အမလီသက်တော်ရှိဆရာတော်ကြီးက2နာရီတော့တို့ကိုချင်းချောက်တော့ဟင်းလို့တာဓုခေါ်ကြသလားပွားစီပြောသလားဟမ်မင်းတို့တော်ကြီးရှိတော့ဟောတော်လို့စိတ်ပြတ်တော်ဟောဘာလို့မလဲမတော်မောဟာတခါနေပွားစီနဲ့ဆရာတော်ကြီးများကြားရင်သူအမှန်ပြောတာပါမပြောဘူးမို့လားပြိဿရဲ့အဲ့ဒါပဲတရားနဲ့ကတော့တခါတလေပြဿနာမရှိပါဘူးတရားတော့မရွေးဘူးလားတရားရွေးလားမရွေးလားတို့တရားနာပြီးတော့ဘုန်းကြီးကခုနေ့တော့ကလေဖောင်းနေပင်းနေမှဒီဝင်လေးထွက်လေးကိုမျက်စိလေးကိုမိထားဒီဌာနာကြလို့များဟောရင်ပြိဿရဲ့အမှန်တမ်းပြောကြည့်မနက်ဖြန်ညမဇ္ဈိမကိုကြီးတရားတော်ဆက်ဟောပါဦးမယ်ဆိုရင်လာမလားမလာဘူးလားမှန်လေဟာလေနည်းနည်းတော့ရမ်းမယ်မလို့ဘုံတော်တော့အဲ့ဒါပဲပြိဿရဲ့တတ္တာရေးမကြည့်ဘူးလားဒီဘုရားနဲ့ပြဿနာမဖြစ်ဘူးတရားနဲ့ပြဿနာမဖြစ်ဘူးကဲနံပါတ်3မိတ်မယ်သံဃာနဲ့ခင်ဗျားတို့အမြဲတမ်းအချိန်ကြီးကောင်းရတာမှန်လေနော်မှန်လေဟုတ်လားကဲသံဃာဆိုတော့အခုယဟန္တာတွေပုထုဇဉ်တွေခင်ဗျားတို့ခွဲလို့ရရတာယဟန္တာပဲဖြစ်ဖြစ်ပုထုဇဉ်ပဲဖြစ်ဖြစ်သံဃာလည်းပဲခင်ဗျားတို့ရဲ့ယသိနာနာလျာခိုစိတ်ဓဝရ6ပါးနဲ့မြင်နေကြတယ်နားနဲ့စားတယ်ထိတယ်ကြံစီစိတ်ကူးစဉ်းစားတယ်အဲ့တော့မြင်နေပြီတဲ့သံဃာရဲ့မျက်လုံးကဒီမျက်လုံးမမြင်ဘူးလားအကယ်၍ကအဲ့နာမှာဒကာကြီးတယောက်ကပုံစံမကြပန်းမကြထိုင်နေမယ်ဟောစကားတွေဖွာလောင်ပြောနေပြီတရားဟောတဲ့ဘုန်းကြီးရတယ်ပြောဘာဖြစ်နေလဲမနာရင်ထွက်ဘာမှတရားဝဲဘာမှနဲ့ပြောလိုက်ကြည့်ပါလားကဲတရားနာပရိသတ်ခင်ဗျားတို့စိတ်ထဲမှာအိုးဘုန်းကြီးကတရားကိုမလေးစားရင်စိတ်ဆိုးတယ်လို့ပြောမလားသူတော့မပြောဘူးလေဘာကြီးလဲဟာဘယ်တော့တခါတည်းလာမှအိမ်မရောက်ဘူးမှန်တော့မှလားအဲ့တော့သံဃာဆိုတာကမျက်စိမြင်တော့မြင်တဲ့အတိုင်းမပြောဘူးလားနားကြတော့ကြားတဲ့အတိုင်းမပြောဘူးလားကိုယ်လည်းပါဇက်သူလည်းပါဇက်ဆိုတော့ဘုဒ္ဓဇင်တွေအရိယာတွေမပြောနဲ့သံဃာပါဇက်နဲ့လူပါဇက်တွေ့တဲ့အခါကျတော့အမလီသံဃာပဲသူပြောချင်တာပြောပါစီဆိုပြီးတော့ခေါင်းခန္ဓာများလားအတင်းပြန်ထုတ်တာများလားအဲ့ဒါပဲပြိဿပြောချင်တာဒီနေရာကြီးသံဃာတော်မြတ်တွေသတင်းသုံးတဲ့နေရာပါတတ္ထာခိုင်ဖို့လိုပါတယ်ဘုံပြောချင်တာအဲ့ဒါပဲဘုံနေခုနကဆော်ပြိုင်းနေရှောင်းရင်တပည့်တော်လည်းဗျာလို့ဒီသံဃာလေးတွေမွေးကျင်နေတာကြာပြီတာကိတာအကြောင်းပြန်ကြောင်းအရေးကြီးတဲ့ဒီစေဝအရင်ဆောင်းလိုက်တာဒီဘက်ကအကြောင်းကြီးကဒီနေ့မှဆောင်းရမှာပြီးတော့အကြောင်းကြီးမရှိရင်သံဃာလေးမွေးလို့မရသေးဘူးအစေဝရဲ့လျင်တူအခုတော့လဲကူးမှာအကြောင်းကြီးဆောင်းနေတာတော်တော်ပြီးသွားပြီပြီးတော့တပည့်တော်လည်းလာမင်းလေးကျန်သံဃာ50 60လောက်စမွေးတော့မယ်ဗျာလို့အခုမှစပြီးတော့ပြောချင်တာကဟောဒီနေရာဒီသံဃာတွေသတင်းသုံးတဲ့နေရာဖြစ်တဲ့အတွက်ဟိုး9နှစ်10နှစ်သာကိုရင်လေးတွေကနေပြီးတော့ကိုတတ်တော်ကြီးတော်ဆိုဘုရားကြီးစိုက်မျိုးစုံခိုင်မျိုးစုံအရှင်မျိုးစုံမတွေ့ရဘူးလားပုထုဇဉ်ရဲ့တရားကိုပြောကြင်လို့နော်မျက်လုံးထဲမှာအမြင်မတော်တာလေးတွေ့လိုက်ရင်နားထဲမှာအကြားမတော်တာလေးတွေ့လိုက်ရင်တက်ခနဲ့ပြစ်မှားလွယ်တတ်ပါတယ်ဒီကနေ့ခေတ်သံဃာတော်အရှင်မြတ်များစီမြတ်စွာဘုရားရဲ့သာသနာကိုထိမ့်သိမ်းလာတာပြီးနှစ်ပေါင်း2500ကျော်ခဲ့ပြီကိုရင်လေးဘဝကနေကိုရင်ကြီးကနေယဟန်လေးကနေစာကြဘုန်းကြီးကနေဆောဘုရားကြီးဆိုပြီး step by step ပဲသွားခဲ့တာပါမိုးပေါ်ကကျလာတာဓမ္မမှမရှိဘူးရှင်းလားအဲ့တော့ဟောဒီသံဃာလေးတွေနဲ့ပတ်သက်ရင်မြင်တတ်ကြည့်တတ်ဖို့လိုတယ်ကိုယ်အိမ်ကသားလေး
အသက်20ရောက်ပြီဆိုပြီးတော့များစိတ်ချလက်ချနဲ့ထားတာရှိရလားဩကိုယ့်ရင်ကသားလေးအဲ့ဒီလိုထားတယ်လို့အောက်က9နှစ်10နှစ်9နှစ်10နှစ်17နှစ်ဆိုရန်ကုန်သူရန်ကုန်သားပိုအောင်ကဲပါသေးတယ်10တန်းကျောင်းသူကျောင်းသားကြီးအထိအိမ်ကနေအမေကသမင်းကြိုင်းနဲ့ကျောင်းလိုက်ဖို့တာမရှိဘူးလားပြီးရင်ထီးတက်လက်ချိတ်ပြီးတော့သွားကြိုနေရတာမရှိဘူးလားအေးကိုယ့်အိမ်ကသားသမီးအရွယ်လေးတွေဟိုက်ထဲမှာအများကြီးအဲ့တော့ဒီတန်ဃာလေးကြီးတန်းပြီးသွားရင်ကြီးညိုတတ်ရင်ကြီးညိုစရာလေးတွေအများကြီးတွေ့သလိုကိုတော်လေးတွေရဲ့မျက်လုံးလေးတွေကတခါလေတောက်ကကြည့်တဲ့အရာလေးတွေတော့မရှိနိုင်ဘူးလားကလေးပဲအမလီငါအိမ်ကသားလေးတော်မှာ16နှစ်PPTD ဆိုးလို့ကောင်းလို့ဆိုရင်ဟိုသူတို့သားလေးကကိုရင်ဝင်နေတာတော်သေးတာပေါ့ဆိုရင်ကြောက်မသွားဘူးလားအဲ့လိုမဟုတ်ဘူးလေကိုရင်လည်းဦးချင်းအောင်လေသင်္ကန်းကိုထောက်တော့ပြောလိုက်ချင်းဟုတ်လားဟုတ်တယ်မလားဒါမျိုးတွေကမရှိနိုင်ဘူးလားမလုပ်ပါနဲ့တဲ့တကယ်ယုံကြည်တဲ့တတ္တာတရားအဲ့ဒီနေရာမှာသိအရေးကြီးသွားတယ်အဲကြောင့်တတ္တာတရားကိုဘုန်းကြီးတို့ပြောချင်တာကအာလုံးဗုဒ္ဓဘာသာတွေဖြစ်တဲ့တော့ပိုင်တော့မပိုင်ဘူးလားပိုင်နေသို့တော့ပိုင်နေအဲ့ဒီတတ္တာကြီးခိုင်ဖို့အရေးကြီးတယ်အဲ့ဒါလေးပြောချင်တာဘာအရေးကြီးလဲခိုင်နေအရေးကြီးတယ်ခိုင်မှအရေးကြီးတယ်ဟောဒီကြောင်ကြီးဖောင်းလင်းချင်းကောင်းကောင်းနဲ့မခိုင်လေတစ်ချက်တိုင်ပါမသွားဘူးလားအဲ့ဒီအတိုင်းပဲဗျာယုံကြည်တဲ့တတ္တာဘုရားကိုယုံကြည်ပါ၏တရားကိုယုံကြည်ပါ၏သံဃာကိုယုံကြည်ပါ၏လို့ကိုးကွယ်ပါ၏လို့ဗုဒ္ဓဓမ္မသံဃာသရဏံဂစ္ဆာမိဘလောက်ပဲဆိုတဲ့လောကဓာတ်လေမုန်တိုင်းနဲ့တွေ့လိုက်ရင်ကြောင်းကြီးတစ်ကောင်ကမခံရိုင်ရွဲ့သွားတယ်လို့ပဲအမြင်အကြားအခါရဲ့အစာအကုန်လုံးကိုအသွင်မြင်နေမြင်လိုက်တဲ့အချိန်မှာကိုယ်မျက်လုံးကိုယ်နားနဲ့မကြိုက်တာတွေ့ရင်ဟောဒီသဒ္ဓါဒီရိုင်တတ်ပါတယ်မခိုင်တဲ့သဒ္ဓါဆိုရင်မရိုင်ဘူးလားအကောင်းလေးနဲ့နှလုံးသွင်းရင်မပိုင်တဲ့သဒ္ဓါဟုတ်သေးရဲ့လားပိုင်လဲပိုင်မယ်ခိုင်လဲခိုင်မယ်ခိုင်ဖို့မလိုဘူးလားခိုင်ဖို့သိအရေးကြီးတယ်ဒါကြောင့်ဟောဒီတတ္တာတွေဘာကြောင့်နိဗ္ဗာန်အထိသွားဖို့သူနဲ့ဆက်လိုက်အဖြစ်ခေါ်သွားရမှာလဲဆိုရင်နိဗ္ဗာန်အထိပို့မဲ့ဟောဒီတတ္တာရဲ့အဓိပ္ပာယ်မှာဘုရားတရားသံဃာဉာဏ်မြတ်၃ပါးနဲ့ကံကံရဲ့အကျိုးကုသိုလ်နဲ့ကုသိုလ်ရဲ့စွမ်းအားကိုယုံကြည်တဲ့တတ္တာဟုတ်ပြီလားအဲကြောင့်ဘုရားကိုအပြည့်ယုံကြည်ပါတရားကိုအပြည့်ယုံကြည်ပါသံဃာတော်မြတ်တွေကိုမျက်စိနာနာလျှာကိုယ်စိတ်ဓဝရ6ပါးနဲ့ကြုံလာတဲ့အခါမှာခွင့်လွတ်တတ်တဲ့အကြည့်ခွင့်လွတ်တတ်တဲ့အပြောတွေပါဖို့မလိုဘူးလားအဲ့ဒါဆိုရင်တရားမခိုင်ဘူးလားခိုင်နေဘုန်းကြီးကဏ္ဍပြောမှုပါတယ်မင်းတို့ဆိုဘုရားကြီးရဲ့အကြောင်းဟိုတော့ကဘုန်းကြီးတို့မသလခေတ္တကသမဏကြီးဖြစ်သွားတဲ့ဥမောင်မောင်ကြီးတို့ကသမဏမဖြစ်ခင်သွားတော့မင်းတို့ဆိုဘုရားကြီးနဲ့တကားတဲ့အခုလိုစကားပြောနေတယ်ဆရာတော်ကြီးနဲ့ဒီကနိုင်ငံတော်လူကြီးနဲ့စကားပြောနေတယ်ဆိုပရင်းဘောက်ကနေဒိုင်းဘောလုံးတစ်လုံးကဝင်ချတယ်လူကြီးတွေတည်ထားတဲ့ဒီနွေးပွဲဝမ်းပေါ်သွားတယ်အကုန်လုံးပေးရင်အဲ့တော့အရာရှိတွေဆိုတော့ဘောလုံးမပြောနဲ့အနာရက်တောင်လာမခန့်တော့ဖွင့်မလို့နိုင်တဲ့လူတွေခိုးတော့အရာရှိတွေတော့ဟုတ်လားအဲ့တော့ဟာဆရာတော်ဘုရားဆုံးမပါအောင်ဗျာတော့နိုင်ငံတော်လူကြီးတွေလာတဲ့အချိန်ဒီလိုမျိုးကြီးဖြစ်တာမကောင်းပါဘူးဗျာဘယ်နဲ့ကိုရင်တွေဖြစ်ပြီးတော့ဘောလုံးကားတယ်လို့ဗျာမဟုတ်သေးပါဘူးဗျာအဲ့တော့ဆရာတော်ဘုရားကြီးကဘာမှမပြောဆိုပြီးတော့3ရက်လောက်ပဲအသားလေးခေါင်းလေးညှိလိုက်တယ်အဲ့ဒီလိုနဲ့တခါတည်းပြီးသွားပြီးတခါ3ပုံတော်မှာတခါတည်းကွန်ပျူတာတခါတည်း shift လုပ်ထားသလိုအုံနောက်နဲ့ထည့်ထားတဲ့ဆရာဘုရားကြီးပဲနောက်တစ်ချိန်ဒေါက်တာမောင်မောင်ကြီးတို့ဓိတက်ကြီးတဲ့ယာသူရတဲ့အချိန်ဆရာဘုရားကြီးဒီသွားကြောကြတဲ့အခါဟဲ့ဦးဇင်းလပေါင်းဟဒီမှာဒကာကြီးနဲ့စကားပြောအဲ့အခါမှာအဲ့ကမှာဒကာကြီးဒီကိုတော်လေးကဒီနှစ်ပိဋကတပုံဝဲအောင်နေအိုးတော်လိုက်တာဗျာတပည့်တော်တို့ပေကြီး17တောင်မရဘူးအရှင်မြတ်ပိဋကတပုံဝဲကိုခေါင်းထဲမှာထည့်ရေးပြရောအောင်လားဘာလို့ပါဗျာသာဓုပါဥရိကုန်းချဒကာကြီးဆရာဟိုးတော့ဒကာကြီးအရာကြီးပေါက်စားတော့ဒီเจ้าလာတော့ဒီနွေးပွဲထဲမှာဘောလုံးကြတာမှတ်မိလားမှတ်မိတာပေါ့ဗျာတပည့်တော်လူကြီးတွေရှေ့မျက်နှာပြက်နေရတာအေးဒကာကြီးအဲ့တော့ဒကာကြီးတို့စီကိုလေရောနေတို့ကန်ချက်တဲ့ပြင်းတဲ့ဘောလုံးနဲ့ကန်လိုက်တဲ့ကိုတော့သူအဲ့ဒီမှာတော့ဩဒကာကြီးကလေးဆိုရင်จิตတော်ကလေးလိုပဲပျော်အောင်အချိုနဲ့အချင်းနဲ့အခါနဲ့အချောက်နဲ့စုံအောင်ကျွေးပြီးဝေးရသလိုပဲတဲ့ဒီကိုယ်တော်လေးတွေသာသနာကောင်းမှာပျော်ဖို့ရန်အတွက်ချော်လိုက်ညောင်းလိုက်ခြောက်လိုက်ဒီလိုမွေးနဲ့
သူချော့တဲ့အရွယ်တုန်းကဘောလုံးကန်လိုက်ပြီမဲ့တစ်ပြီးတစ်နေ့ဖြည့်ရင်းနဲ့အောင်းလာတဲ့သူ့စာမေးပွဲတွေကသူ့အသက်အရွယ်နဲ့အခုပိဋကတဘုံဝဲဆောင်သွားပြီကျွတ်တို့လေသာသနာကိုအဲ့ဒီလိုမွေးရပါတယ်မှန်လားပါဗျာတပည့်တော်မှားမိပါတယ်ဆိုအဲ့ကြမှာဒေါက်တာမောင်မောင်ဖင်မှုအောင်ထောင်ပြီးကြောရတယ်ကဲသဘောပေါက်လားတခြင်းတော့ကဘောလုံးကန်ခဲ့တဲ့ကိုရင်လေးဒီနောက်တစ်ချိန်သူပြန်လာတော့ဘာဖြစ်လဲအဲ့ဒါပဲပြိဿရဲ့အမြင်အရှားတွေကိုမကြည့်နဲ့ဒီနေရာမှာတကယ်ကြည့်ရမှာဆရာတော်ကြီးဘာစီးပွားရေးမှမရှိဘူးဘာလုပ်ငန်းမှမရှိဘူးဒီသံဃာ200ကျော်300ကြီးကိုတာဝန်ယူပြီးတော့အာရုံစောနေစွမ်းစီစဉ်နေရတာအောင်မလီဟောဒီသံဃာတွေအတွက်အကုန်မလူနိုင်မဲ့ငါတို့စွမ်းနိုင်တဲ့ဆံလေးတပည့်စီလေးတပလင်းဟုတ်တယ်မဟုတ်လားစွမ်းနိုင်တာလေးကိုတယောက်ကနေအများစုပေါင်းပြီးတော့ထောက်ပံ့လိုက်ရင်ဆရာတော်ကြီးရဲ့သာသနာပြုခရီးလည်းပဲအတော့အပန့်ဖြစ်သလိုကိုတော်လေးတွေလည်းပဲမိမိတို့ဆွမ်းကုန်မိဝင်နဲ့အခုကြိုးစားနေတဲ့ပရိယတ်တိစာမေးပွဲတွေမောင်းနိုင်မို့လားအဲ့ဒီစာမေးပွဲတွေအောင်ဖြေနိုင်ဖို့ကျញ្ញမမချမ်းချမ်းသာသာနေနိုင်ဖို့ပြိဿရဲ့အရေးကြီးဆုံးကြောင်းလိုလားမလိုလားလိုတယ်ပြိဿရဲ့အဲ့ဒီကြောင်းကြီးဖြစ်ဖို့ဆိုရင်လည်းပဲပြိဿရဲ့ဘာကခိုင်းမှာလဲကိုယ်ပဲလေတော့မယ်ပြိဿရဲ့အဲ့ဒီကြောင်းကြီးဖြစ်ဖို့ဆိုရင်ဘာကခိုင်းမှာလဲတရားခိုင်းတော့ငြိမ်ငြိမ်လေးနဲ့ဟဲ့ကြောင်းကြီးဖြစ်စေဟဲ့လို့ခိုင်းလို့ရရဲ့လားအဲ့ဒီကနေမထုတ်လို့ရပါမလားတရားလေးနဲ့လှူနိုင်အောင်ဒီတန်ဃာလေးတွေချမ်းချမ်းသာသာနေပရိယတ်တိတွေအောင်မဗေဒီမဘွေတို့လည်းအဲ့ဒီလိုပဲကိုရင်လေးရတဲ့တရားမိတရားကြိုးစားခဲ့ရတာဟောဒီလိုဓမ္မဂတိကတွေမျိုးဆက်မပြတ်မှာဟဲ့လှူအောင်ဟဲ့တရားခိုင်းမှာခုခိုင်းပြီလားအဲ့နေရာရောအတန်ပြော့ပြောထားတယ်ခိုင်းပြီလားခိုင်းပြီပါလေဗျာကဲဒါဆိုရင်ဘုံဘုံနဲ့ challenge ခေါ်မလားဘာ challenge ခေါ်မလဲဒီလားအခုနောက်ပြောတယ်ဦးမင်းမင်းထွေတော်သက်သက်ဦးလို့ကတဲ့ခုနဓမ္မပူဇာဘယ်လောက်ဖြစ်လဲ10သိန်းကဲခင်ဗျားတို့ကျုပ်ကအဲ့ထဲနဲ့9သိန်းပြန်ပြီးရှေ့မှာချမယ်ပရိသတ်က9သိန်းပဲပေါင်း10သိန်းဖြစ်အောင်တိုက်တာတိုက်ရင်တပ်လိုက်ကြောက်ဖို့မပြောဘူးအောင်မလီသူတို့ကြတော့ကြောက်လိုက်တာဒါနဲ့များသွားကျင်တာပဲကိုတော်တော်လေးနီးနိုင်မလားတော်တော်လေးဝေးနိုင်မလားဟုတ်ပြီခင်ဗျားတို့ဒီကနေပြီးတော့မန္တလေးကိုသွားရင်ရက်လီရင်နဲ့သွားကျင်သလားချက်ပလက်နဲ့သွားကျင်လားရက်လီနဲ့သွားကျင်တယ်ဒါဆိုဒီကနေနိဗ္ဗာန်အသင်္ကန်းမြင့်မြင့်နဲ့မြန်မြန်သွားကျင်တာဖြည်းဖြည်းလေးရောက်ချင်တဲ့ချိန်မှာရောက်ဟင်လို့နေပူတဲ့ခြေသေးမဲ့သွားမလားသွားကျင်တာတော့အမေစောစောတော့ပါတယ်လေမြန်မြန်အိတ်သွက်နဲ့သွားကျင်တာလှူပါဆိုတော့အဲ့ဒါပြောမယ်ကိုတော်တို့ကဘာမှဘူးရှိတာမဟုတ်ဗျာဒီလိုတော့မှမလီမနေ့ကတို့ဘာမှလာအောင်မလားအမလီအကြရဲ့သူတို့အလီရွတ်သလိုအကြောင်းလေးပြအောင်မယ်အဲ့ဒါပါပဲတတ္တာဘုရားကိုယုံကြည်ပါတရားကိုယုံကြည်ပါသံဃာကိုယုံကြည်ပါချွင်းချက်တွေမထားပါနဲ့ပြက်ပြက်သားသားယုံကြည်ရမှာကငါပြုတဲ့ကုသိုလ်ကံစီငါရဲ့ဒီဘဝနဲ့နောက်ဘဝသံဃာခရီးမှာငါ့ကိုကောင်းကျိုးတွေပေးကိုပေးမှာပဲလို့ယုံကြည်တဲ့တတ္တာခိုင်ဖို့လိုပါလေတရားများမခိုင်မှုလည်းမလူပြည့်ုံနဲ့မဟုတ်ဘူးပြိဿရဲ့ပြဿနာတက်တဲ့အထီတောင်မရှိဘူးလားတရားမခိုင်လို့ပြိဿရဲ့ကျောင်းတကာနဲ့ဘုန်းကြီးနဲ့ရံဖြစ်ပြီးတော့ကျောင်းမဖြစ်တာတွေအများကြီးတရားခိုင်လို့တရားမခိုင်တဲ့အတွက်ဆောင်းလက်သားကျောင်းတန်းတန်းထားခဲ့လို့ဘုန်းကြီးမှငုတ်တုတ်တန်နိုင်တဲ့နေရာအများကြီးဒါတွေကဘယ်သူမှမမင်းနဲ့မစ္စည်းမယဉ်နှင်းမြစ်အများကြီးကြုံပြီးပြီမစ္စည်းမယဉ်နှင်းမြစ်တွေအများကြီးပဲဟုတ်လားတရားမခိုင်တဲ့လူတွေနဲ့တွေ့ရင်သာသနာပြုရတာတော်တော်ပင်ပန်းပါတယ်ဟုတ်လားအခုပြိဿဟောဒီပြိဿအားလုံးကတရားခိုင်ဆရာတော်ဘုရားရဲ့ဆင်ရသူကျောင်းကြီးဆိုတာဖြစ်နိုင်လားမဖြစ်နိုင်လားဖြစ်နိုင်ပါတယ်ဒါကြောင့်တရားဒီပိုင်ဖို့လေလိုသလိုတရားမခိုင်ရင်မယိုင်ဘူးလားရိုင်းပြီဆိုတဲ့ကသွားရလာရကြည့်ရတာအဆင်ပြေသေးလားအမလေးဘုန်းကြီးတွေပေါ်ပါအမလေးနှခမ်းမောင်းနေပြီထွက်သွားပြန်ပြီဟိုဘုန်းကြီးနဲ့တွေ့လာတခါဟိုဘုန်းကြီးနဲ့ရမ်းကြပြီမလေးဘုန်းကြီးတွေပေါ်ပါနောက်ကျောင်းသွားပြန်ပြီဆယ်စုနှစ်တစ်နှစ်တစ်နှစ်ဘုန်းကြီးတစ်ပါးတစ်ပါးနဲ့ရမ်းတယ်အတက်လဲ60လောက်ရှိတော့စငင်ဖြစ်တဲ့ဒီမှာငရေမြောက်ကြီးမလားမသိဘူးဟုတ်လားအဲ့ရတဲ့လဲကမှငရေကြီးမလားမသိဘူးသံဝေကတွေရတာအများကြီးပဲဟုတ်လားအဲ့တော့ပြောချင်တာတရားကိုပိုင်လေပိုင်ပါစေ
တို့ပြိတ္တဘာလို့ဒီလောက်ထပ်ပြောနေရသိလားတို့ပြိတ္တကဘယ်သွားခြင်းလဲအေးနိဗ္ဗာန်သွားဖို့ဘာနဲ့သွားမလဲဒါနဲ့ဒါကြောင့်ဒီလောက်ဆိုရင်သဘောပေါက်ပြီလားအာဟုသောသီလိုရင်းနဲ့မိရှောင်းလာပါတယ်အာလဝကဘီလူမင်းသတ္တာယဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးအပေါ်မှာတကယ်ပြတ်သားစွာယုံကြည်တဲ့သတ္တာတရားဖြင့်ဩကံသင်တို့ကြောက်လာပါတယ်ဆိုတဲ့ဩကလေးပြာသန္တရာကြီးကိုတရတိကောင်းစွာမသွေးကုခတ်နိုင်ပါ၏ဤဒီသို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်အာလဝကယခာပညာအာလဝကဘီလူမင်းမိရှောင်တဲ့ပထမမေကုံကိုယာကသိသုံးတိုင်းမရှိခုတ်တိုင်းမှန်စွာဖြေကြတော်မူလိုက်ပါပေသတည်းကဲပရိသတ်ဆိုကြည့်ပါဦးဩဃလေးမြတ်ဟုတ်ရကျုံကတော့ဗီဒီယိုမီဒီယာချွေးပြနေတော့အဲ့လိုမလုပ်နဲ့ဆက်မဟောပဲနေလိုက်ပါဩဃလေးမြတ်သန္တရာဘေတရားနဲ့ကုနိုင်သနည်းဩဃလေးမြတ်သန္တရာအလိုဒီတော့လုံးဘောဟုတ်လားပြီးတော့အာလဝကဘီလူမင်းရဲ့မိဘကဘယ်နှချက်ပြီးသေးလဲတစ်ချက်ပြီးသေးတယ်တရားတော်တော်နောက်ကြပါအဲ့တော့ပြိဿရဲ့အာလဝကရဲ့နံပါတ်1မိခွန်းလေးကပါတယ်လေတပည့်တော်တို့မှာကိုယ့်ကိုယ်ပဲအနည်းနာခံလိုက်ပါမယ်ခင်ဗျားတို့ပြောနေပြီးမှာပေါ့ဟုတ်လားကိလေသာဝတ္တိနှိစ္စနေပါတယ်ကာမဝတ္တိနှိစ္စနေပါတယ်ဝိပါကဝတ္တိနှိစ္စနေပါတယ်ဘလောက်လဲဆိုရင်ဗျာတဲ့ဒုက္ခကြီးလိုက်တာပင်လေသမုဒ္ဒရာကြီးသုံးစင်းကိုဖြတ်သန်းနေရတယ်လို့ပဲဒါပြန်ပြိတ္တိုင်ကိလေသာကိုကာမဝဝိပါကဝဒီဝသုံးပါးကုန်ပြီဆိုရင်ရောကုန်ရာစခန်းပြီပဲလေနိဗ္ဗာန်ပဲဒီတော့နိဗ္ဗာန်ကိုသွားမဲ့ပုဂ္ဂိုလ်တွေလောကုတ္တရာအောင်မြင်မှုကြီးကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေနံပါတ်1ဘဝပညာရေးစီးပွားရေးလူမှုရေးကျန်းမာရေးတွေအောင်မြင်ခြင်းတဲ့ပုဂ္ဂိုလ်တွေတဲ့တတ္တာတလုံးလေးပိုင်ယုံနဲ့မရပါဘူးဘုရားထပ်မေးလိုက်ပြီအာဟုသောသိလိုဤနဲ့မိရှောင်းလာပါတဲ့အာလဝကဘီလူမင်းအပမဒေနမမိမလျော့မပေါ့မတံထတ်တန်နဲ့အပမဒခေါ်ညာကောင်းမြတ်တဲ့သတိတရားဖြင့်အာနဝသင်တို့ကြောက်ပါတယ်ဆိုတဲ့သမုဒ္ဒရာကြီး30နဲ့တူတဲ့ဝဋ္ထုခ3ပြားကိုဣဇေတိကျော်လွှားအောင်မြင်နိုင်ပါပြီဟဲ့မောင်အာလဝကရဲ့မင်းတို့ကြောက်ပါတယ်ဆိုတဲ့ဝဋ္ထုခ3ပြားသမုဒ္ဒရာကြီးကိုတော့အပမဒလို့ခေါ်တဲ့သတိတရားလေးနဲ့လွတ်အောင်ကူမြောက်နိုင်ပါတယ်ဒါကြိမ်မာနဲ့ကုမယ်ဟောဘာနဲ့ကုမယ်နိဗ္ဗာန်ဟိုဘကံကိုရောက်ခြင်းနဲ့ဩဃာလေးပြာသန္တရာကြီးကိုကုမဲ့ဆိုရင်တတ္တာတရားနဲ့ကုမယ်ဘုဒ္ဓကသုံးပြာသမုဒ္ဒရာကြီးကိုကျော်လွှားခြင်းနဲ့ဆိုပြန်တော့တတိတရားလေးနဲ့ကုရအောင်မယ်တတ္တာတလုံးနဲ့ရသလားယုံတော့ယုံကြည်တယ်ကံကံရဲ့အကျိုးအထိယုံကြည်တယ်သို့တော်ပြိဿယုံကြည်ယုံနဲ့နိဗ္ဗာန်ရောက်မလားယုံကြည်ယုံနဲ့နိဗ္ဗာန်မရောက်ဘူးဟောဒီတတိလေးရလေမိနေတဲ့စိတ်ကလေးတဏှာကပ်နေတဲ့စိတ်ကလေးကိုဆွပေးရတယ်ဟုတ်တယ်မလားပိုင်ဆိုင်မှုကိုမလိုချင်တဲ့လူရှိသလားတိုက်တလုံးဆိုရင်တော်ပါပြီဆိုတဲ့လူပါသလားဟိုလင်္ကဒုစာလေးတစ်စီးလောက်ပိုင်ရင်တော်ပါပြီလို့ပြောတဲ့လူပါလားရမယ်ဆိုရင်မလိုချင်တာရှိသလားတော်ပါပြီဆိုတဲ့လက်မဲ့မှာချမ်းသာမှာပြောလို့ရသလားချမ်းသာအကြောင်းပြောရင်မလီတို့ကတိုက်တလုံးကားတစ်စီးဆိုတော်ပါပြီပြောရင်တော့ပြောမှာပေါ့မရခင်ရပြီဆိုတော့ပြိတ္တိဒီတတိအောင်စာရှုံးမချောရတယ်နောက်တတိမှတ်မထားဘူးလားဒီတော့ပြောရင်လားပိုင်ဆိုင်မှုတွေပေါ်မှာတဏှာတွေကမလူရမတန်းရမစွန့်ရဖြစ်နေတယ်ဆိုရင်ပြိတ္တိတတိလေးဟဲ့ငါတင်ယူသွားလို့မရဘူးငါတင်ယူသွားလို့မရဘူးငါဒီတဘွားနဲ့နေရမှာငါဘဝတန္တရာခီးရှိသေးတယ်မလီဘဝတန္တရာခီးဒါနမပိုင်ငါမျက်နှာငယ်မှာပေါ့လှူလိုက်တတိလေးကမခိုင်ဘူးလား
အခုတတိမင်းနေတဲ့အခါကျတော့ပြိဿကြီးပုံလိုက်တဲ့အခါကျကိုယ်ပေါ်လာသူများပေါ်လာမတခါလေပြိဿကြီးတခါလေဟိုကလည်းငါဒါလည်းငါပြီးလိုက်ပြဒါအိမ်ကလူဖို့အမေလည်းဟိုကငါသားဖို့ဟိုကငါသမီးဖို့ဟိုကငါမီးဖို့နဲ့ဘိုးတွေများလိုက်တာဘုန်းကြီးဖို့ဆိုတာပါလားယုံကြည်တော့ဘာကိုယုံကြည်တာလဲယုံကြည်တာကဘာကိုယုံကြည်တရားဤတရဏံခိစ္ဆာမိလားတန်ဃံတရဏံခိစ္ဆာမိလားအမှန်နဲ့စိတ်လိုက်ရဒကမာကြီးတွေဟုတ်ကဲ့ဒကာကြီးတွေဟုတ်ကဲ့ကိုမင်းမင်းတွေမေးရမယ်ကိုမင်းမင်းတွေဒေါသတ္တဥတရဏံခိစ္ဆာမိလားတန်ဃံတရဏံခိစ္ဆာမိလားဟောဒေါသတ္တဥမင်းကိုမင်းမင်းတွေတရဏံခိစ္ဆာမိလားတန်ဃံတရဏံခိစ္ဆာမိလားဒါပဲမဲလို့လေကြုတ်ပြောမယ်ဟာဒီတော့အဆင်ပြေတယ်ကွာအစ်စေပဲဒီညတော့တို့ချင်းနေကောင်းတယ်စီတော်နာကိုသွားသားမယ်ဆိုတော့ဒေါသတ္တဥနဲ့ကိုဝင်းမင်းထွေးတို့တယောက်နဲ့တယောက်ခေါ်တာများလားအကြောင်းကဘုန်းကြီးပြင်တာများလားအဲ့ကြတော့ဘာဖြစ်သွားလဲသံဃာတရဏံခိစ္ဆာမိတော့မှန်ပါတယ်ဘုရားဘုန်းကြီးတွေကအကြောင်းမှသူတပိတ်နဲ့သူโอเคပါတယ်တပည့်တော်တို့ကတော့ဒီနေ့မချက်နိုင်လို့ဖြစ်တယ်လို့စီဒိုနာမှာပဲသွားစားပါမယ်အမေသူတို့သွားတော့ဖြစ်တယ်လို့စီဒိုနာသွားပါမယ်တဲ့ဘုန်းကြီးတွေပြင်မှလားဆိုရှော့အဲ့တော့ပြိဿကြီးသံဃာတရဏံခိစ္ဆာမိတွေဗုဒ္ဓံနေဓမ္မနေတာဩဆိုနေတာပိုင်ဆိုင်မှုတွေကိုစွန့်လိုက်ဖို့ထုံးပြတာဓမ္မဆိုတော့ဘုရားတရားသံဃာနဲ့အင်္ဂါသာသမီမြင်းမြင့်ဖေဃာကရှိကများမလီဘုရားတရားသံဃာနောက်ဆုံးမှအဲ့ဒါတော့မှလေတော်တော်လေးအချင်းနေမကောင်းအေးရဖို့လဲပြီဆိုကမှငါတော့ဒီကမပြောနိုင်ဘူးလားဟုတ်တယ်စကိုင်းကျော်ဘုန်းကြီးနေရောငကကြီးလူကျင်လိုက်တာအဲ့ကျမှပြောဟုတ်လဲဖြစ်နေဒီမှာသားသမီးတွေကဘာလို့မလုပ်ပေးပြန်လဲအဲ့ချိန်တော့နောက်ဆုံးတို့အမေဒါမှမလူရရင်အသေးဖြောက်မှမလားမသိဘူးစေနာကြီးလို့ပေါ့အသေးမဖြောက်မှကြောက်တော့အဲ့ကျမှဘုန်းကြီးသွားပေးပြီဘုန်းကြီးကလည်းရမယ်ဆိုရင်ကြွားတာပဲအနည်းနာခံပေးရတာဟုတ်လားရမယ်ဆိုကြွားဟိုရောက်တော့တကားတဲ့တပည့်တော်ဗျာကြောင်ရင်ဆောင်မယ်လူမလို့အခုမှနေမကောင်းတော့ဘုံမေတ္တာလေးပို့ပြီးပါလူဟဲ့သားကြီးဖြုတ်ပါဘုန်းကြီးကလည်းခါနေနဲ့ရပါတယ်ဓမ္မကြီးအာယုံလေးပြုပြီးတော့ရေသက်ချလိုက်ပေါ့နေကောင်းတဲ့ခါတော့လူတာပေါ့ဟုတ်လားအားလေးရှိအောင်ပြောပြီးဘုန်းကြီးအလိုက်လေးတီးပြီးအားလေးရှိအောင်မှန်လားပါဗျာကျေးဇူးကြီးမှလာပါဗျာကာလေဘိုက်ပေါ်ရေသက်ကွက်တယ်ပြီးတော့မန္တိမယံတပိတော်တို့ဒီသန္တနာဝတ္တဒုက္ခရမောကပရိသေကံများကောင်းရင်တော့ပရိစွာကုသိုလ်စွာနဲ့မသိနေကကောင်းတော့ပရိသေငကကချွတ်ပြီးပြီလားသို့တော့ဘာဖြစ်ပြီလဲဒီဇက်ကတော့အမလီအတန်တုံကြီးနဲ့ကိုလက်တုံနဲ့ကိုချခဲ့တာကျမ်းပြင်ပေါ်မှာလားဘိုက်ပေါ်မှာဘိုက်ပေါ်မှာကိုချခဲ့တဲ့ဒီဇက်ခွက်အမလီအိမ်ထဲရောက်ရောဘုန်းကြီးလည်းကြောင်းစေရင်တို့ကြောင်းကြီးကစနေပြီဒီတကဘာကြီးစိတ်ငကကြီးရောင်းလို့ရွှေသေးများစောင့်နေတာလားစိတ်သေးစောင့်နေတာလားမလားဆိုတော့ဘုန်းကြီးကလည်းနည်းနည်းတော့သတိပေးဦးမှပဲသိလိုက်တယ်ဓမ္မကြီးကုသကံသွားကောင်းလိုက်တာနော်ကျမကြီးကောင်းသွားတယ်အဲ့ဒါပဲဓမ္မကြီးကံရဲ့သွားဆိုတာဘလို့ဒီမှာဓမ္မကြီးဒါအဲ့တော့ဒီစိတ်ငကတာလေးတူခြင်းစိတ်မပေါက်ဖဲနဲ့ကုသိုလ်သွားတာမရရင်ဓမ္မကြီးအသက်ကပြောလို့မရဘူးအဲ့ကြတော့ဟိုကြည့်ဘုန်းကြီးဘာကြီးပြောနေတာကဲပြိလိုက်ဘာဖြစ်သွားလဲသောသောပြောတဲ့တရားယာယိတာဖြစ်မသွားဘူးလားဘုန်းကြီးဘာကြီးပြောနေတာလဲဒကမာကြီးဟုတ်တာပေါ့ဒကမာကြီးအဲ့တော့တတိယရတဲ့ချက်မြတ်ဒကမာကြီးအဲ့တော့စိတ်ငကကြီးချွတ်လူမယ်ဆိုဘုန်းကြီးကဲနောက်မှချွတ်လူပါရေသက်ရင်ချလိုက်အောင်ဆိုဒကမာကြီးဘိုက်ပေါ်မှာကိုရေသက်ချခဲ့တာစိတ်ငကကြီးလူထားတာရေသက်ချပြီးသားဖြစ်သည်ဆိုတော့ဘုန်းကြီးကလည်းကြောင်းကြီးဆောက်တော့အမိပြောရတာပေါ့ဘုံဗျာတပည့်တော်တခုမှတတိမရဘူးဗျာအချင်းကြီးကဘုန်းကြီးကမကောင်းဘူးဘုန်းကြီးမကောင်းတော့ဘုန်းကြီးကတက်ကူကောဟဲ့နင်တို့အမေနည်းနည်းပြောပြလိုက်ငါတော့ပြောဟုတ်တယ်မေအဲ့တော့မေရပဲဘုံပြင်ပြီဆိုကျမတို့တူတာကျေလူကြောင်းကြီးအတွက်လေအမေကတော့သူခဲ့ပြီးပြီဆိုဟုတ်လို့လားဟုတ်ပါတယ်အမေသူပြီးပြီရေသက်ချပြီးတိုင်းဘာမှမပြောနေတော့ချွတ်ထူလိုက်အောင်ချွတ်လို့ဆိုအဲ့ကြတော့လေပြိဿကြီးနေရွက်စီလက်မရောက်ဘူးလက်ကလေးနှစ်ခုလက်ကလေးတစ်ပတ်ကိုလက်အုပ်လေးပြပြကြည့်မှန်လားပါဗျာတပည့်တော်ပြောမိတယ်ဆိုရင်လည်းကြောင်ကတန်းပြောမိတာဖြစ်ပါလိမ့်မယ်ဗျာကဲပရိသတ်ကြီးတခါကျတတိတွေလွတ်ကင်းသွားပြီဆိုရင်ပိုင်ဆိုင်မှုတွေအတွက်တဏှာတွေမကပ်ဘူးလားမဖြတ်ရင်မပြတ်ဘူးပရိသတ်သင်ယူသွားလို့ရတာ
အဲ့ဒါပဲဒါကြောင့်ပြောချင်တာကဒါနာကောင်းမှုတစ်ခုပြုမယ်ဟောဒီတတိကနေအလူရဲ့အကျိုးကိုမပေးသမျှမလူရဘူးသီလကောင်းမှုစောင့်တည်ကျင့်သုံးမယ်ဟောဒီတတိကနေသီလကုသိုလ်ကိုအကျိုးမပြသမျှမလုပ်ဘူးဘာဝနာပွားမယ်ပို့ဆိုးတာပေါ့ပြိဿကြီးဒီတော့ဘာဝနာများပွားတဲ့အဆင့်ဆိုရင်ယုံနာပေါ်မှာတတိကအချင်းကြီးကတ်နေရမယ်ဆိုတော့မြတ်စွာဘုရားတတိပဋ္ဌာနာသုတ်တံမှာဟောပြီးသားဒီတော့ပြောချင်တာကလောကချမ်းသာကိုရှာနေတဲ့ပညာရေးစီးပွားရေးလူမှုရေးကျန်းမာရေးနဲ့ပဲတတိမပါရင်အောင်မြင်မလားကြာရှုံးမလားကြာရှုံးတယ်ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေဘယ်လောက်ပြဟာငါ့ကိုငါယုံကြည်တယ်ငါလုံးရင်ဖြစ်ရမှာပေါ့လို့ဆိုပြိဿကြီးရွှေသေးဒေါ်လာသေးငွေသေးရင်းသလားအဟောင်းမဲ့နေပြိဿကြီးဒီခေတ်ထဲမှာအော်ညီးနေတဲ့လူတွေအများကြီးဘာဖြစ်လို့လဲအခုပြပြန်ပြီအားကြပြန်ပြီဘုံနဲ့တက်ပြန်ပြီပြုတ်ပြန်ပြီဟုတ်လားပြိဿကြီးပြောကြတာကသတိတဲ့မြန်မာတွေမို့တကဘာလုံးကိုနားဆွင့်ပြီးတော့ဒီဈေးကွက်တွေကိုတတိကကတ်မထားလို့ရှိရင်လောကချမ်းသာရောမရှုံးနိုင်ဘူးလားဒီတိုင်းပဲပညာရေးနဲ့ပဲအတွက်အောင်မလူနေတဲ့ဦးစင်းတွေကိုရင်တွေကျောင်းသားတွေအကုန်လုံးလည်းပဲတတိကိုကျရမယ့်စာပေါ်မှာတတိမှာအမြဲတမ်းကတ်ထားလို့ရှိရင်ဒီစာကအုံနောက်ထဲရောက်ပါမလားအဲကြောင့်ကိုယုံကြည်မှုရှိုံနဲ့မာနတွေတက်မနေနဲ့တဲ့မပြတ်မလက်ကြက်တဲ့တတိမပြတ်မလက်လိမ့်လာနေတဲ့တတိဒီလောကချမ်းသာဒါပေမဲ့မပြတ်မလက်ရှုမှတ်နေတဲ့တတိတရားဒီသံဃာချမ်းသာတရားတွေ့ကြောင်းမယ်ဒါကြောင့်ဒုတိယအောင်မြင်ကြီးပွားနိုင်တဲ့တောချက်သည်တတိဆိုတဲ့တောနဲ့ဖွင့်မှရမှာပါလောကချမ်းသာတွေကိုမင်းထွေးနောက်တော့မလိုချင်ဘူးလားမလိုချင်ဘူးလားဘာကြည့်တဲ့ဖွင့်မယ်တတိဒါပဲတတိအမြဲတမ်းနားဆွဲမျက်စိပွင့်အမြဲတမ်းကိုလေ့လာနိုင်မှလောကချမ်းသာတွေတွန်းမှာကျောင်းသားတွေဆိုရင်အမြဲတမ်းကြက်မှတ်နိုင်မှသင်ယူနိုင်မှတတိနဲ့ကတ်ထားနိုင်မှစာရည်ဒီအုံနောက်တဲ့ရောက်မှာစာအုပ်ထဲကစာပြီးစာအုပ်ထဲမှာပဲရှိတယ်အုံနောက်ထဲမထည့်ရင်ကိုယ်ဟာဖြစ်ပါမလားမဖြစ်ဘူးအဲ့ဒါပဲဒါကြောင့်အောင်မြင်ကြီးပွားခြင်းဒီဘဝချမ်းသာအတွက်လည်းပဲတတိပါပဲဘဝသံဃာချမ်းသာအတွက်ယုံနာကိုမှတ်မယ်ဆိုရင်ဟောဒီတတိဒီဘုရားရှင်တော်မြတ်မဟာတတိပဋ္ဌာနာသုတ်တံဘလောက်တိခေါ်ထားလဲဆိုရင်ဘုံဘရိုင်းတာမဟုတ်ဘူးနော်ရှင်းရှင်းလေးပြောရင်မင်းတို့ဤပါရှူရှူပေါက်တာတော့မှတတိနဲ့သိနေရမယ်ဒါပဲပါဠိကိုမြန်မာပြန်ဒါပဲမင်းတို့တွေလေဥစ္စာတော်ပတ်ကျင်ကြီးကျင်ငယ်စွန့်ရင်တတိနဲ့စွန့်ရင်စွန့်နေဆိုတာသိနေရမယ်တတိကိုဟိုးအိမ်နာတဲ့အထိမြတ်စွာဘုရားထည့်ပေးတာဒီတော့လောကချမ်းသာရှာခြင်းတတိမပါလို့ရပါမှာသာသနာချမ်းသာရှာခြင်းတတိလက်ကင်မထားလို့ရပါမှာမရဘူးဒါကြောင့်ဘဝချမ်းသာလောကချမ်းသာဘဝအောင်မြင်ကြောင်းလောကသံဃာကထွတ်မြောက်အောင်မြင်ကြောင်းဆိုရင်နံပါတ်1ပိုင်ရမယ့်တရားပါလေတတိဒီတော့တရားကလည်းခိုင်ပြီတတိကလည်းပိုင်ပြီဆိုရင်ဟောကိုယ့်ကိုယ်ယုံကြည်မှုရဲ့နောက်မှာတတိကတက်လှန့်နှိုးဆော်ပေးနေတဲ့အတွက်လူဖြစ်တဲ့တရားရဲ့ကောင်းမှုတွေပေါ်မလာဘူးလားတတိကနှိုးဆော်ပြလိုက်တဲ့သီလဆိုတဲ့ကုသိုလ်တွေပါမလာဘူးလားတတိကနှိုးဆော်လိုက်တဲ့အတွက်ဘာဝနာကုသိုလ်များသည်ဟောဒီယုံနာမှာအချိန်တိုင်းတတိနဲ့မှတ်လိုက်ရင်တဲ့ဝိပဿနာဉာဏ်မဉဏ်ဖူဉဏ်ရလို့ဘုဒ္ဓကသုံးပြသမုဒ္ဒရာဆိုတဲ့ပင်လေကြီးကိုဟောဒီတတိနဲ့ကူးကိုကူးမှအောင်မြင်ပါလေကဲဒါဆိုရင်မှန်လားမလားအဲကြောင့်ဘုဒ္ဓကသုံးပြပါနဲ့ကူးမယ်ကဲလိုက်ကိုဘုဒ္ဓကသုံးပြသမုဒ္ဒရာဘယ်တရားနဲ့ကူးနိုင်သနည်းဆိုဘုဒ္ဓခသုံးဖြာသမုဒ္ဒရာသတိတရားနဲ့ကူးနိုင်သည်ဘာနဲ့ကူးမယ်ဆိုဘယ်နဲ့ပြရမလဲဘောရမတွေမွားအိုရှင်တော်မြတ်ဖရာကထံသူဘေသူထူးခြားပဲတရားဖြင့်ဒုက္ခတပိတော်ကိုကျုံနေရပါတဲ့ဒုက္ခမျိုးစုံအဖုံဖုံကိုဣသေတိကျော်လွှားအောင်မြင်နိုင်ပါသနည်းဖရာရှင်ဘောရမတဲ့
တပည့်တော်တို့ဒီကိုယ်ဆင်းရဲဆိုတဲ့ခန္ဓာကိုယ်နဲ့ပြီးတဲ့ဒုက္ခတွေစိတ်ဆင်းရဲလို့ခေါ်တဲ့စိတ်ကြောင့်ဖြစ်တဲ့ဒုက္ခမျိုးစုံနေတိုင်းဝိုင်းအောင်လို့ခံနေရပါတယ်ကဲပြိဿအာရဝကလျှောက်တဲ့စကားဒီကနေ့ကျွတ်တော့မှရမရှိဘူးလားကဲဒုတရားနာပြိဿကိုတနေ့တနေ့ဒုက္ခဆိုတဲ့ချမ်းသာတွေဝိုင်းအောင်နေတာလားဒုက္ခဆိုတဲ့ဆင်းရဲတွေဝိုင်းအောင်နေတာဒါပေမဲ့လို့အဲ့ဒီဒုက္ခဆိုတဲ့ဝိုင်းအောင်နေတဲ့တရားကြီးကိုဒုပရိသတ်ကြောက်သလားခြိုက်သလားကြောက်တာပဲဒုက္ခတောထဲမှာဝင်နေတာလားဒုက္ခတောထဲကိုထွက်နေတာလားဒါလည်းသိတယ်အဲ့တော့ပရိသတ်ကြီးတပည့်တော်ကြုံနေရတဲ့ဆင်းရဲမျိုးစုံကိုဘယ်လိုတရားနဲ့ကြော်မလဲဗျာကဲတို့တရားနဲ့ပြရှင်းရှင်းလေးပဲအခုပဲကြည့်လိုက်ခန္ဓာကိုယ်မှာအခုဘုန်းကြီးဟောတာလောက်ရှိတော့ပြီတဏှာကြီး10 မိနစ်ရှိတော့ပြီကဲတဏှာကြီး10 မိနစ်ဆိုတဲ့အချိန်ကဒါပလင်မော်တက်တာဆိုမိနစ်20လောက်ဖြစ်သွားပြီတဏှာကြီး20လောက်ဖြစ်သွားအမှန်တမ်းပြောကြည့်စမ်းခန္ဓာကိုယ်မှာအခုညောင်းနေသလားကောင်းနေသလားဟမ်ဟောညောင်းနေတယ်ဘာလို့ပါဤကဲ့သို့မင်္ဂလာသစ္စာစကားကိုပြောဆိုလေတော့ကြောင့်ဆရာတော်ဘုရားကြီးမြို့မှန်းနဲ့သိန်း2000လောက်ဟောဒီပြပြတွေနဲ့ရပါစေဟောညောင်းနေပါလေဒါဆိုရင်အရှင်ဘုရားဟောလို့မေးကြည့်ပါလားမေးကြည့်တယ်မှာကြဲကြဲလေးပြန်ဉဏ်စိတ်ကိုပေါက်နေပါပြီဟုတ်လားအောင်မယ်သူတို့ကြီးပဲညောင်းတာကြတယ်နည်းနည်းမှအာနာပါနာအမလီကောင်းပါတယ်ဘုရားလေးများပြောမလားညောင်းတာတော့မအတန်နဲ့ညောင်းနေပါလေအမေဓမ္မဂရိကလည်းအပြည့်တန်လေးတန်သားလေးလားမိရင်ပြိတ္တိပြောလို့တာကခန္ဓာရှိတော့ကြာထိုင်တာတော့ခန္ဓာကပြတဲ့ဒုက္ခမပေါ်ဘူးလားသူတွေနာလာမယ်ခါတွေကြိုက်လာမယ်ဟုတ်လားဟိုမမိသမီးကြီးလို့ရဲ့ဇကြောတွေတက်လာမယ်ဟုတ်လားအဲ့တော့ပြောချင်တာကခန္ဓာကိုယ်မှာပြတဲ့ဒုက္ခမျိုးစုံအခုကြုံနေဘူးလားကဲခန္ဓာကိုယ်မှာပြတဲ့ကိုယ်ဆင်းရဲတရားကြီးကနှိမ့်ဆက်လာတာလေကြာပြီးတော့မေဇိမကိုကြီးအလိုက်မသိအကန့်မသိနဲ့များနောက်ထပ်တဏှာကြီးလောက်ဟောမယ်ဆိုရင်ဘာဆင်းရဲဝင်လာမလဲဘာဆင်းရဲဝင်လာမလဲအိမ်ပြန်ရအောင်တောက်မှမို့လက်တွေတော့ဖိလာငါထင်းတယ်ရကြီးရှိတော့ရှင်းအောင်မဘူးနော်ပြောလို့လည်းနေမကောင်းဘူးဟောတော့စိတ်ချခေါ်ဟာပြိလိုက်ပြောလိုက်မှအလီရွတ်လို့ပေါ်စီတန်းစီလာပါလားမရောက်သေးပါဘူးသိကြပါအမခံပါပြီးကနေဟောင်းရလားအဲပြောတာကကိုယ်ဆင်းရဲခန္ဓာကိုယ်မှာဆင်းရဲတွေနှိမ့်ဆက်လာရင်စိတ်ကရောခံနိုင်သေးလားဆင်းရဲတာပေါ့ဒီတော့ကိုယ်ဆင်းရဲစိတ်ဆင်းရဲဆိုတာကဟောဒီတရားဝဲမှာကြုံရတယ်လို့ပဲအိမ်မှာရောမကြုံဘူးလားဒီမှာရောလမ်းမှာရောရုံးရောက်တော့ရုံးကပြန်လာတော့ဟောအမြဲတမ်းကိုယ်ဆင်းရဲစိတ်ဆင်းရဲတစ်ခုမဟုတ်တစ်ခုကြုံမနေဘူးလားကြောခြင်းသလားမွေးထားခြင်းလားဩကြောခြင်းနဲ့သိကြတယ်နော်ဒါဆိုရင်ဘယ်တရားနဲ့ကြော်မလဲဘယ်တရားနဲ့ကြော်မလဲဘယ်သူကမေးတာလဲကဲဒုက္ခိတကမေးဦးမှာလားခင်ဗျားတို့မေးလို့ကျုပ်ဖြစ်မှာနော်ကျုပ်တရားရှိတာမဟုတ်ဘူးနော်ဟောမှလားမဟောဘူးလားပြောဘယ်သူတောင်းတာလဲပြီးတော့မှဘုန်းကြီးကြီးမပြောနဲ့တို့ကရှာရှည်မိတာကိုလို့ပြောဟုတ်လားတို့ကရှာရှည်မိတော့ပြောမိတာကိုလို့ပြောကဲကိုယ်စင်းရဲ့စိတ်စင်းဟောဒီတရားပွဲတော့အလွန်နူးညံ့သိမ်မွေးတဲ့လောဘဒေါသမောဟတွေခဏလေးငြိမ်နေတဲ့နေရာမျိုးကနေစပြီးတော့တရားထိုင်နေနေရမြန်မြန်ပို့တည်တယ်တတိနဲ့ယုံနာကိုစောင့်မှတ်ရင်ဝိပဿနာမှတ်ရင်15မိနစ်နဲ့သိတယ်တတိနဲ့သိချာနိုင်ရင်နိုင်ဝက်ဆိုရင်တရားပွဲမှာသိတယ်အေးတတိမပါဘဲနဲ့နာနေဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ဟိုတို့လိုက်ဒီလိုတို့လိုက်ဆို3နာရီခေါ်လဲသိမှာမဟုတ်ဘူးဘာလို့လဲသူကဘယ်ညောင်းမလဲသူပြောညာတို့လဲဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်မညောင်းဘူးတရားမှတ်လဲဒီတိုင်းမဟုတ်သိချာမှတ်တဲ့ယောဂီ15မိနစ်နဲ့မသိဘူးလားအေးပြိဿရေခန္ဓာကအဲ့ဒီကြာမှပြတာလားမှတ်စိတ်ကသိတာအေးသောတော်ပြောတဲ့တတိလေးနဲ့ယုံနံကတ်လိုက်ရင်ပြိဿရေထိုင်တဲ့အချိန်မှာဖြည့်ပြဲနေတဲ့ယုံနာရဲ့ခံစားနေရတဲ့ခံစားမှုမျိုးစုံဝေဒနာမျိုးစုံအဲ့ဒီမှာတွေ့တယ်တဲ့သို့တော့တတိများကင်းလို့ပြိဿရဲ့ဝါဒနာပါလို့များဖေဝိုင်းသွားထိုင်9နိုင်6နိုင်မိုးလင်းတိထိုင်ညောင်းသလားမညောင်းပါဘူးကြည့်ရရိုက်ဘူးပုံရလိုက်ဖြေးနေတာပဲသူတို့အဲ့တော့ပြိဿအဲ့ဒါပဲအခုဝရိယတရားလေးလာတော့မယ်အာဟုသောသိတော်ရင်လည်းမိရှောင်လာပါတဲ့အာလဝကဘီလူမင်း
ဝရိယေနာပြင်းပြင်းထန်ထန်ထထတန်တန်ကျိုးစားအားထုတ်တဲ့သမ္မပဒံလုံးလဝရိယတရားဖြင့်ဒုက္ခသင်တို့ကြောက်လာပါတယ်ဆိုရင်ဒုက္ခမျိုးစုံအဖုံဖုံကိုဣသေတိကျော်လွှားအောင်မြင်နိုင်ပါပြီဟဲ့အာလောကမင်းကွာတဲ့ဘလောက်ဆင်းရဲရုပ်တရားကဘလောက်ပြပြစိတ်ကြီးမှဘလောက်ပြပြဆင်းရဲမျိုးစုံကြုံလာရင်လေမင်းသောသောမွေးထားတဲ့တရားနောက်မှာတတိနောက်မှာဝရိယတလုံးသာပိုင်အောင်မွေးစမ်းကွာတဲ့အဲ့ဒီဝရိယကဘာဆင်းရဲမဆိုကြော်လွှားအောင်မြင်နိုင်တယ်ပရိသတ်ရဲ့ဆင်းရဲကိုဘာနဲ့ကြော်မလဲအမလီတို့များဆင်းရဲလိုက်တာသောနာမှာနေရတာဟုတ်လားမလီတို့များချမ်းသာလိုက်တာဝိနာမီယာမှာနေရတာထိုင်ပြီးညီးသေးအောင်ညီးချမ်းသာမလားဘာနဲ့ကြော်လဲပရိသတ်ရဲ့အမေမွေးတွေကရွှေတုပ်ကင်မွေးလာတယ်လို့ဘယ်သူမှမရှိဘူးဝရိယနဲ့ကံနဲ့ဉာဏ်နဲ့အခုပြောတဲ့သဒ္ဒါနဲ့တတိနဲ့ပေါင်းပြီးတော့ကြိုးစားခဲ့တာဒီတော့ဆင်းရဲလာတဲ့ပညာသံဝဲကြပြီဆိုမှတော့ကဲကိုတော်တွေရောကျောင်းသူကျောင်းသားတွေရောဆင်းရဲမလားချမ်းသာမလားဒါပဲလောကမှာလိုချင်တဲ့ပညာရေးချမ်းသာလိုချင်တဲ့ပညာရေးမှာကျုံရတဲ့ဆင်းရဲကိုကြောက်တယ်ဆိုရင်ဘာနဲ့ကြော်စီးပွားရေးဆင်းရဲကြော်ခြင်းနဲ့ဘာနဲ့ကြော်လူမှုရေးဆင်းရဲကြော်ခြင်းနဲ့ဘာနဲ့ကြော်အောင်မယ်လေယာတုကုန်တွေဆင်းရဲဘာနဲ့ကြော်မလဲပို့တော်အရေးကြီးတယ်အချိန်မီအခါမီအစည်းအဝေးမတိုင်ခင်ဘတ်ပြောတာပရိသတ်အဲ့ဒါပဲပြောချင်တာကလောကချမ်းသာမှာလဲဝရိယတိဆင်းရဲမျိုးစုံကိုကျော်လွှားနိုင်ပါလေအောင်မလီဘဝတန္တရာချမ်းသာမှန်းတာလို့ယုံနံကိုတတိကတ်မှတ်ကြပြီဆိုတဲ့အခါမှာလည်းပဲဟောဒီခန္ဓာကပြတဲ့ဝေဒနာမျိုးစုံကိုပြီးခံရင်နိဗ္ဗာန်ရောက်တယ်တဲ့မာသီစောဘုရားကြီးရဲ့စကားလုံးလေးဟောဒီခန္ဓာမှာပြတဲ့ဝေဒနာမျိုးစုံကိုဝရိယနဲ့တောင့်တင်သိခံမှလာလျင်ဝေဒနာရဲ့တိုးမှုရောမှုဖြစ်မှုပြတ်မှုအမှန်သဘောကိုသိအနိစ္စပဲဆိုတာဉာဏ်ထဲမှာတွေးအောင်ရှုဖို့ဆိုရင်ဝရိယတရားသည်ဇက်လိုက်ပါပဲ။ဘာလဲကြောင့်လဲ။ဒါဆိုရင်ပြိဿရဲ့ဘဝအောင်မြင်ရောင်းအတွက်တတိယအရေးကြီးဆုံးထည့်ရမယ့်စကားလုံးဒီပါလေ။သန္တရာချမ်းသာဟိုဘက်နိဗ္ဗာန်ကိုကူးဖို့ဆိုရင်ဘာနဲ့သွားမလဲ။ဝရိယတရားနဲ့ဒါကြောင့်ဝရိယတရားသည်ဘဝရဲ့ဘာဇက်လိုက်လဲတတိယဇက်လိုက်သို့တော့သူတို့သုံးခုသည်ခွဲရမှာလားတွဲရမှာလားအတွဲလိုက်လေဒါကြောင့်အောင်မြင်ကြီးกว่าတော့ကြများဒီဘဝလောကီဘဝမှာအောင်မြင်တိုးတက်တဲ့စီးပွားရေးလုပ်ငန်းရှင်ပညာရေးလုပ်ငန်းရှင်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဒီတတ္တာခိုင်ပါစေတတိမပြတ်မလတ်ကတ်ထားနိုင်ပါစေဝရိယတရားကလည်းအာသွန်ခွန်ဆိုင်အရာရာမှာငါသာလျှင်ရှေ့ဆုံးကဖြစ်ရမယ်ဆိုတဲ့စိတ်သက်ဝေဖို့လိုပါတယ်မလိုဘူးလားအခုတတ္တာတော့မရှိဘူးလားလူမယ်ဆိုတဲ့တတိယမရှိဘူးလားဝရိယတရားထားမယ်မသိဘူးလားအမလေးနောင်များကြနေလို့ဒီเจ้าကြီးကတစ်နှစ်အတွင်းပြီးသွားကိုကလှူမလို့စဉ်းစားတော့ဆိုရင်ပြီးကမှဆရာတို့เจ้าလှူခြင်းလို့ဆိုရင်ရအောင်မလားမရဘူးနော်တခင်မရဘူးပြိဿရင်ဘုံဘုံကိုယ်တိုင်ကြုံခဲ့တဲ့အများကြီးပဲဒါကြောင့်မစင်သာကိုလှူမယ်ဆိုရင်လှူလဲရတယ်ကိုတက်ထက်တဲ့လူနဲ့တွေ့ရင်ဘက်ကလေးပြီးသွားတာလည်းအများကြီးပဲဟုတ်တယ်မလားဘုံဘုံเจ้าကြီးဘုံဘရောက်ခါစားကံကောင်းတယ်တာဂိတမှာတခါလေဒီနေရာကြီးဘယ်သူမှမဆောက်ဘာမှမစင်သာဘူးပဲတခါလေဖောင်ဒေးရှင်းကိုချထည့်လိုက်တာ300ဖောင်ဒေးရှင်းစာချုပ်ချုပ်လိုက်တာ330ပဲပေးနိုင်တယ်။ဒါကြီးကျုပ်ရတဲ့ဟာလေးတွေတလပြီးပါပြီဗျာ။တို့ဖောင်ဒေးရှင်းလေးတော့ချပေးပါဒါမှကျောင်းဆောင်မှဒီမှာလာတဲ့သူကလာလှူမှာပေါ့။အဲ့ဒါဖောင်ဒေးရှင်းလေးချ300နဲ့ချပြိဿရင်ကိုယုံကြည်တယ်တတိအမြဲတမ်းကတ်ထားတယ်ဝရိယလည်းအမြဲတမ်းကိုတက်လှန့်ထားတဲ့အခါကျတော့ဟောတရားပေါက်တဲ့လူနဲ့တွေ့တဲ့အခါကျတော့မလီဘုန်းကြီးနေဒီအလုံးကြီးတာလုံနေသူဘယ်တရားတွေကဟောနိုင်တရားတွေပြနိုင်မလဲဒီเจ้าကြီးဘယ်လိုဆောင်းမလဲတနာပါတခါလဲလူလိုက်တာ950အမလီပြိတဲ့ဘတ်နဲ့9တဲ့เจ้า14လနဲ့အပြီးဆောင်းလိုက်တာအဲ့တော့14လနဲ့အပြီးဆောင်းတယ်ပြောချင်တာအဲ့ဒါကိုပြောချင်တာကိုအဲ့14လနဲ့အပြီးမဆောက်ပြန်စဆောက်တဲ့ချိန်မှာတခါတယောက်ကလာတယ်တခါတယောက်ကအရှင်ဘုရားတဲ့အရှင်ကတိမ်ကြောင်းကြီးဆောက်မယ်မဟုတ်တယ်လို့ဟောတပည့်တော်50လောက်လှူခြင်းတယ်ဗျာတဲ့ဒါပေမဲ့တပည့်တော်လှူခြင်းနဲ့သိမျိုးဖြစ်မှလှူမှာကိုယ်လည်းပြိဿရေပစ္စည်းမကိုကြီးမှမဖြစ်သေးပဲအဲ့တုန်းကဘာပြည်ရောက်တယ်မှာ6လရှိသေးတယ်ဘောကိုလည်းမျက်နှာငယ်နဲ့သဘောတခါကြီးသိချင်တာလေးမေးဘောဟာအခုနဲ့တော့လာတော့ကိုတော့ဟုတ်လားသွားတော့ဟုတ်လားကိုတော့ပဲအဲ့တော့ပြောချင်တော့ခါကြီးဘာသိပြောတာလဲ तू ကလူဆရာတရားမင်းလားတပည့်တော်ဘုရားတဲ့
ဝိဝတ္တသိမ်ဆိုရင်အရှင်ဘုရားကိုလှူခြင်းတယ်တခါကြီးကျုပ်လည်းသိမ်ထောက်မှာဆိုသိမ်အကြောင်းတွေဖတ်တာကုန်ပြီဝိဝတ္တဆိုသီလမှာပဲရှိတယ်သိမ်မှာမရှိဘူးဝိဝတ္တသီလတခါလေအဲ့လိုသီလမျိုးပဲရှိတယ်ဝိဝတ္တသိမ်ဆိုတာမရှိပါဘူးဟောတခါကြီးမှားတာဖြစ်လိမ့်မယ်ဝိတုံကာမဆိုတဲ့သိမ်တော့ရှိတယ်ဟုတ်တယ်တခါကြီးဝိတုံကာမသိရင်လည်းကောင်းတယ်ဘာဖြစ်လို့နိုင်ငံတော်ကချပေးလိုက်ရင်အဲ့ဒီနေရာမှာသိရင်ဖြစ်တဲ့သတ်မှတ်လိုက်ရင်ကဘာတီတွေတည်သွားတဲ့သိမ်တို့ဟိုနှစ်သိန်းလေးသောမဟာပထဝီမြေကြီးအထိသမုတ်လိုက်တဲ့သိမ်ကိုပြောတာလို့သိမ်ကြောင်းကြီးပြတ်သွားပြီမြေနေရာရှိရင်သိမ်သမုတ်သိမ်ပေါ်မှာသိမ်အလုံးလုံးလို့ရတယ်ကိုကတော့ရှင်းပြတယ်မဟုတ်ဘူးတဲ့ဝိဝတ္တသိမ်ကတတိယဆရာသိချာပြောလိုက်တယ်တခါကြီးဆရာဘယ်ဆရာတော်လဲလို့သူကဘိုးတော်တယောက်ကပြောလိုက်တာတခါကြီးလို့မလွင်လည်းကျုပ်လည်းမတတ်နိုင်တော့ကျုပ်တက်တဲ့လောက်တော့ပြောတာကုန်ပြီလို့ခင်ဗျားပြောရင်လေဘုရားနဲ့ရှင်းဖို့ကြံတော့ကျုပ်နဲ့တော့ရှင်းကြမရှိတော့ဘူးဆိုလေតែအဲ့တကမလာတော့မလာပဲနဲ့လေသူကမလာတော့ဘယ်လောက်ကြာသွားသူဘယ်လောက်ကြာကိုလည်းမသိဘူးကျောင်းကရေသက်ချပြီးတော့ကျောင်းပေါ်မှာတော့ကျုပ်တို့တရားဟောနေတယ်သူတခါတည်းပြိဿကြီးကျောင်းစီဒီကားတည်းရလို့ဟိုးကျောင်းရှိရမလားကဘူးစကားသုံးကောင်းတော့ဒီကားကဘယ်ကျောင်းရှာနေရလဲမသိဘူးကွာသူတနာပါလေထွက်ပြောလိုက်အောင်လို့ကိုယ်ဝရံထွက်မိတဲ့အချိန်ဒီမှာပြီးတော့ဟာအရှင်မရတဲ့အဲ့လိုတခါကြီးဩအမှတ်မိတယ်ဘယ်မမှတ်မိပဲနေလဲတလောကလုံးတင်အကြောင်းရံဖြစ်ဘူးလားသူတယောက်မရှိတာအဲ့တော့တခါကြီးဘာကိစ္စလဲအရှင်မရကျောင်းရှာနေရအရှင်မရကျောင်းဘယ်ရောက်သွားလဲဒီမဲ့ကျောင်းလေဟုတ်လေရှင်မရအချက်ဒီဟာကြီးမရှိသေးပါဘူးဟောတခါကြီးဘယ်ကျောင်းလဲချတာရွှေရောတဝင်းဝင်းချတာရှိတာလေးကြွားတာအာတခါကြီးကျောင်းကပြီးလို့ကျုပ်တော်တရားပြတယ်ခဏလေးဝင်မယ်ဗျာဟောအတန်ကအထက်ကလာအောက်ကလာခဏလေးဝင်မယ်ဗျာနာမရောက်ပါလေကြည့်ပြီကျောင်းကြီးအရှင်ဗျာဟိုအရင်ပြောတဲ့အရှင်တော်ကဒီလိုလာတဲ့စောင့်မယ်ဆိုရင်ဟုတ်တယ်လေတခါကြီးဒီတိုင်းမှာပဲတော့မြေတလက်မှမဟုတ်ပါဘူးဒီနေရာပဲကျုပ်တော်မှသိနေတယ်ကြည့်ပြီဟောမြန်းတာတဲ့ဒီလိုအလားရှင်များသိုံမလို့ဆိုလာတာတဲ့sorry ပဲတခါကြီးလို့သင်ရမရတော့ခေါင်းမိုးမှာသင်ရတဦးလေးကိုသိန်း130နဲ့တဦးလေးလာလူသွားတာဟာတပါဗျာတဲ့ပြီးတော့ကြည့်ပါအောင်ဗျာတနေရာလေးတော့မြင်ဒကာကြီးတနေရာတော့ရှိတယ်ဗါလဲတော့ဟိုအောက်ဆုံးနေကားတက်မှာကပီးမတင်ရသေးဘူး9သိန်းလည်းကြတယ်လို့ဒကာကြီး350တူတူတော့ကျုပ်ရှိလို့မဖြစ်ဘူး9သိန်းနဲ့စေကားတက်တော့ရတယ်ကဲသိတဲ့ခက်တီနဲ့သိန်းလိုချင်တဲ့လာလဲလူပြည့်မျက်နှာငယ်နဲ့ပါယူသွားအောက်ဆုံးလေကတော့အပွားလေကားတဲ့သူများလို့အောက်ဆုံးလေကားကပီးတင်ဖို့ဒါတော့မှကိုကပေးနိုင်ရင်ပါသွားလောက်ပြီအဲ့ကြမှာခဲဒကာကြီးလို့ဘယ်နဲ့ခင်ဗျာဓမ္မစည်းကဘုန်းကြီးလာပြီးတော့မန်တက်ပြီးတော့သိန်းသာညင်းသွားတာအခု350နဲ့သိန်းတောင်းမလို့လာတာအခုခင်ဗျာဘယ်နဲ့ချုပ်ပင်ရတာဟုတ်လားပြောရတာကပြိဿကြီးတရားကောင်းတဲ့လူတွေတွေ့သာသနာနဲ့ပတ်သက်တဲ့အဆောင်ဆိုခဏလေးနဲ့ပြီးရင်ပြီးသွားတာအဲ့ဒီချိန်ကျမှကိုကစိတ်ကူးတွေရင်းပြီးတော့ဘာကြီးလိုမှညာကြီးလိုမှစိတ်ကကြောင်းလေသွားကြည့်အောင်ဝင်ရမှလို့ထွက်မှလို့ဟုတ်လားရေတော့ရမှလို့ထိုင်ရတော့မှလို့ဖြစ်နေအောင်မယ်ဒါကြောင့်စဉ်းစားမနေနဲ့တရားအဲ့ဒါနဲ့ဒါပြီးရင်တတိယဘာလုပ်ခိုင်းမလဲထုတ်ဟဲ့ထုတ်ကိုကနေပဲအိတရားပဲထုတ်ပါရဲ့ထုတ်လိုက်ပါဘုန်းကြီးတွေလှူလာအဲ့တော့လှူမယ်ဆိုရင်လည်းမြန်လေးလာမနက်ခင်းညမှာဆိုရင်ညတိုင်ပင်လိုက်တာနဲ့ပြတ်တာမရှိနိုင်ဘူးဟဲ့မနက်ကျရင်တော့ဘုန်းကြီးကျောင်းသွားမယ်ဘာလို့ဘလို့လဲဘုန်းကြီးကျောင်းသွားတာသွားလှူအောင်မယ်ဆိုဒီလောက်ကုန်ကျစရိတ်ကမြန်အလုံးချုပ်တာဘုန်းကြီးရဲ့ပေါ်နေဥစ္စာဆိုဟောပတိထုတ်ပြီးသားပတ်စံပဲပြန်ရအောင်အမလေးကဝရိယလည်းတုတ်တုတ်လေးမြင်းနေမနေနဲ့ဟုတ်လားဟဲသွားမတော့စိတ်ပြောင်းသွားလိမ့်မယ်မြင်ရလားဟုတ်လားပြီးတော့သတ္တာသတိဝရိယသုံးချက်ပေါင်းဖို့မလိုဘူးလားလိုတယ်ဒါပဲပြိဿယောဂီတွေတရားဟောနေဒီတရားပဲဝိပဿနာနဲ့ရှင်းဟောနေရတယ်အခြေခံကြီးသဒ္ဒါပဲအတွဲရသည်တတိပဲသူ့နောက်မှာလက်ရမှသည်ဝရိယပဲသဒ္ဒါနဲ့တတိရဲ့စွမ်းအားကိုခေါ်တာသည်ဝရိယပဲဝရိယများရော့ကျသွားရင်တရားပွဲလာမှာတော့မှပြိဿကြီးဖြီးဖွင့်လိုက်ပြလိုက်နဲ့အခုစဉ်းစားကြရမယ်မစဉ်းစားကြရသွားရင်ကောင်းမလားအမှန်နဲ့ဝန်ခံကြည့်လေတခါတည်းအမြင်နဲ့တက်ကြွရလားဘယ်လိုစဉ်းစားမယ်ကျုပ်ထင်တယ်ဆရာတော်ကြီးကြီးဒီဘုန်းကြီးသွားရင်ဒီဘုန်းကြီးလက်ကြမ်းမသွားရင်ဖြစ်လားမဖြစ်လားဝရိယများနေနေလေဒီဘုန်းကြီးရောတောင်းပေါ်တော့ဒီစကားရလေသူချောဘုန်းကြီးဘာသူ့မောင်းလဲဟုတ်လားအမြဲတမ်းပွားစီနဲ့ဝရိယများနေစဉ်းစားရမရှိဘူးလားအမလေးဝရိယများနဲ့မိုးပြောလိုက်နေပြောလိုက်မိုးရွာလို့နေကူလို့ပြတာမရှိဘူးလားအဲ့တော့ဝရိယကဒါမျိုးထားမှာဘယ်လိုထားမှာဒါမျိုးတင်းတောင်းဟုတ်လားဒါမျိုးရပါမလားမရဘူးနော်ပြောမယ်ခွေတဲ့ပါမှာဆိုတော့ပြောင်းပြန်နေပြောမယ်ဟုတ်လားတို့တွေငယ်ကစ
ဆန္ဒပြတဲ့ပွဲတစ်ခုကြုံမှုတယ်ဟဲ့ဆန္ဒပြတဲ့ပွဲတစ်ပွဲကြုံတော့ကျွတ်တို့ကလည်းအလွန်ငယ်တဲ့နုနုထွတ်ရဟန်းမျိုးအရွယ်ပေါ့ဗျာအဲ့လိုလေးပြောပြရစီရောဟုတ်လားအဲ့တော့ပရိသတ်တကားတဲ့ကျောင်းပေါက်ကနေကြည့်ဆရာတော်လည်းထွက်ရတဲ့ကောင်ထွက်ကြည့်တပားမှမထောင်နေကြမယ်ဆိုရင်ကျောင်းစည်းကမ်းနဲ့ရှိကျောင်းရှိရလဲလမ်းမကြီးဆိုတော့ကြားတယ်တခါတည်းကြားတဲ့ဆန္ဒပြတဲ့ကလေးကြီးကိုယ့်ရဲ့အငယ်လေးကျွတ်တို့ကလည်း23 24ကိုကကြည့်တာကြည့်ရတယ်ပုံကြည့်ရတာဘာဖြစ်လို့ရှက်လို့ပြနေတဲ့ကလေးတွေကတခါတည်းစိတ်ကြောင်းသူကြီး16 15လေးတွေကသမီးတို့တုံဝဲစိတ်တက်လေတောင်းလေးစိတ်တက်ဘယ်သို့တော်လဲရင်းသို့တော်လဲမင်းကလေးတွေကတို့အတောင်ပြားညာអော်တာအဲ့တော့ကျွတ်တော့ချောင်းအဲ့တော့ပြိတ္တိုင်ရှေ့ကကလေးတွေကြည့်ပြီးအိုးကလေးတွေကွာပင်မလိုက်တာနေပူကြီးမှာអော်နေတာနောက်ထပ်ဘယ်သူလာပြန်ဆိုရင်ခါတဲ့စာတန်းတွေထိုးလာတယ်အမေလာမဲလာတော့ပြိတ္တိုင်အလှဖန်ကြီးရှင်လေးများသမတ်ကလာပြီးရန်ကုန်တစ်မျိုးလုံးရှိတဲ့အချောက်တွေဘယ်ကနေစုလာမှမသိဘူးလားအဲ့တော့ပြိတ္တိုင်သူတို့ကလာတယ်နော်သူတို့ကကိုယ်ကစောစောကလေးတွေကလည်းချုပ်ကိုတောင်းစိတ်တယ်လေတောင်းနေသူလည်းကြည့်တယ်ဒီမကလေးရှင်ရရှိရဲ့ဟာလာတဲ့ပြိတ္တိုင်လည်းအဲ့တော့လက်ကဒါမျိုးထိုးအင်းထိုးနေဒုက္ခပဲရှိလို့ပြောင်းပြန်မယ်လို့ဟိုမှာကလေးတွေကတော့ဒါမျိုးတွေလည်းသူကဒါမျိုးလာတယ်အဲ့တော့ဒုက္ခပဲလို့ဖြစ်အောင်ဟာလေကိုဒီလိုတော့ရင်းလို့ပါကျတော့ပြောတယ်ကိုကမလုပ်ခိုင်းနဲ့ကိုပြောတယ်အဲ့ရပြောတယ်ရင်သူဖုံဖုံထုတ်ဖုံဖုံအောင်မလေးပြိဿကြီးသူတို့နဲ့ဒီမှာကိုလည်းပတ်ပြရဟုတ်လားအဲ့လေကျွန်တော်အလိုအော်လာလေဟောပါလေဘုံကလည်းဒုံရင်းလို့လုံးမရဟာပြိဿကြီးလက်ကဒီလိုရွယ်ဒီလိုမလားအဲ့တော့အစတွေကဒီလိုဟာတွေပါလာမှတော့ဒီလိုဖြစ်တာဘာဆန်းလဲဟုတ်တယ်မလားဒါကြောင့်ပြန်တဲ့နေရာမှာအဲ့လိုဖြစ်ရင်သဒ္ဓါသတိဝရိယပေါင်းပြီးတဲ့အခါဒါနကုသိုလ်အဲ့လိုမလုံးနဲ့ဒါမျိုးလာထားဟုတ်လားလူဦးမှာအဲ့လိုမလဲလူရင်ကောင်းမလားကိုယ့်ဘက်ကြီးပြန်ရမယ်ဟုတ်လားသဘောပေါက်တယ်နော်ဒါကြောင့်သဒ္ဓါသတိဝရိယဘယ်နဲ့ချက်ကောင်းပြီလဲသဒ္ဓါသတိဝရိယပေါက်ပညာရင်းနယ်ပယ်မှာစာချက်နေတဲ့ကျောင်းသားသဒ္ဓါကလည်းခိုင်တယ်သတိကလည်းအမြဲတမ်းစာပေါ်မှာကတ်တာလေဝရိယကလည်းနေမနာညာမနာချက်ပြီးဆိုရင်ချက်သမျှစာပေါ်မှာသမာဓိတည်လားမတည်လားဒါပဲအဲ့ဒါပဲလုံးသမျှလုပ်ငန်းပေါ်မှာသမာဓိငြိမ်လာမယ်ကိုယ်အလုံးလေးကိုအာယုံဆိုင်လာမယ်ဟာချက်သမျှစာပေါ်မှာသမာဓိတည်လာမယ်ကိုယ်စာလေးကိုပဲချက်လာမယ်တရားအားထုတ်ရင်လည်းတရားနဲ့သဒ္ဓါသတိဝရိယသုံးခုပေါင်းရင်ရုပ်နာရဲ့အပေါ်မှာအဖြစ်အပျက်တွေတစီးပြီးနဲ့ညင်ဖို့ရန်အတွက်အရှုခံအာယုံပေါ်မှာတည်လာပြီနာတိယမှန်နာတိယမှာတည်လိမ့်မယ်ဝမ်းပိုင်းမှာမှန်ဝမ်းပိုင်းမှာတည်လိမ့်မယ်ဘာဖြစ်လဲသဒ္ဓါခိုင်းသွားပြီတတိကလည်းမပြတ်မနဲ့တလက်ဆက်ကတ်ထားပြီဝရိယကလည်းအာသွန်ခွန်ဆိုင်လုပ်နေပြီဆိုတော့ဒီစိတ်တခြားကိုသွားစရာအချိန်နည်းမသွားဘူးလားစိတ်တွေနည်းသွားလိမ့်မယ်အမတ်အရှုခံအာယုံပေါ်မှာတည်လာလိမ့်မယ်ဟာပရိသတ်ဝိညာဉ်ခံစားချက်တွေဘလောက်ပြဝရိယနဲ့ဖယ်ရှင်းလိုက်တဲ့အခါကျတော့စိတ်ကလေးကအရှုခံအာယုံပေါ်မှာတည်လာပြီဆိုရင်အဲ့ဒါကိုပဲပြိဿသမာဓိဗါလဲလေဒါကြောင့်ရှေးကသုံးလုံးပြတဲ့သဒ္ဓါတတိဝရိယသုံးချက်ညီရင်သမာဓိဆိုတဲ့ concentrate ရလာမယ် concentrate ရလာရင်ကိုယ်အလုပ်ပေါ်မှာကိုယ်စာပေါ်မှာအာယုံစိုက်လာမယ်ကိုယ်ရုပ်နာပေါ်မှာတည်ငြိမ်သွားပြီဆိုရင်စာရီအုံနောက်ထဲရောက်အလုတ်ကငွေကြီးတွေအိတ်ထဲရောက်ရုပ်နာကအဖြစ်ပြက်တွေဉာဏ်နဲ့တွေ့ပြီတဲ့အဲ့ဒါကြောင့်နောက်ဆုံးမေကုန်းကအဖြေကြီးပါရင်ရှင်းပါပြီသိချင်းမလားဘောဂရမဂေါရမလွယ်ပွားအိုရှင်တော်မြတ်ဆရာကထာသူအဘယ်ကဲ့သို့သောရည်စည်ဤဖြင့်ပရိသုတ်တိတပည့်တော်ရဲ့တဏ္ဍာမှာကိန်းနေတဲ့ကိလေသာအငြိအကျေးအပြစ်ဘေးကိုဆေးကြော၍ပြောင်းနိုင်ပါသနည်းပြန်ပြန်လေးသွားကြတယ်အချိန်တော်ကုန်သွားပြီဟုတ်လားပြီးတော့နံပါတ်၄မိကုန်းကတပည့်တော်တို့တဏ္ဍာမှာကိန်းနေတဲ့လောဘဒေါသမောဟမာနအာအိတ်တမစ္စရိယဒီကိလေသာအငြိအကျေးတွေကိုဘယ်လိုရည်အေးနဲ့ဆေးရင်ပြောင်းမလဲဗျာကဲပြိဿရေလောဘနေဖို့ဒေါသနေဖို့မောဟမာနနေဖို့မနာလိုဝန်တို့ရဲ့အိတ်တမစ္စရိယတွေနေဖို့ဆိုရင်တော့ပညာယပရိသုတ်တိတဲ့ဘုရားဖြေတဲ့ကာရလေးတန်းပြောကြစို့မင်းကွာတဲ့ဝိပဿနာဉာဏ်ပညာမဉဏ်ဘုံဉာဏ်ပညာဆိုတဲ့ပညာရည်စင်ရည်အေးနဲ့ဆေးကြောရင်အဲ့ဒီကိလေသာအကုန်လုံးပြောင်းနိုင်တယ်ကွာဘာလို့ပြောင်းလဲဘာရည်နဲ့ဆေးမလဲ
ဒါပဲပေါ့တရားသတိဝရိယသုံးချက်ညီရင်သမာဓိတည်လာမယ်သမာဓိတည်လာတဲ့ကျောင်းသားဒီတရားဟာတွေအုံနောက်တဲ့မဝင်တော့ဘူးစားရီဟုတ်တယ်မလားစီဝိုင်းလုပ်ငန်းရှင်တွေတရားတွေမဝင်တော့ဘူးငွေတွေအကျိုးမြတ်တွေဝင်လာလိမ့်မယ်ယာတုဂုံသေးဆိုရင်သူဒီတစ်ခုပြီးတစ်ခုတက်သွားလိမ့်မယ်အဲ့ဒီတည်းမှာအမြင့်ဆုံးဖြစ်တဲ့လောကုတ္တရာအောင်မြင်ကြောင်းရှာတဲ့ယောဂီသူတော်ကောင်းဆိုရင်တော့အဲ့ဒီယုတ်နံရဲ့အဖြစ်အပျက်ကိုသိတဲ့အခါအနိစ္စဒုက္ခအနတ္တအကုန်လုံးမမြဲဘူးဟေဆင်းရဲနဲ့ကိုတို့မပိုင်တာတွေကြည့်ပဲလို့သိသွားရင်ပြိဿရဲ့ပညာဆိုတဲ့အနိစ္စကိုသိတဲ့ဉာဏ်ဒုက္ခကိုသိတဲ့ဉာဏ်အနတ္တကိုသိတဲ့ဉာဏ်အဲ့ဒါတဲ့တွေ့ပါပြီလောကီချမ်းသာမှဆိုရင်အဲ့ဒီအချိန်ကြတော့မှသရတတိဝရိယပေါင်းလို့တမာတိတည်သွားမှတို့မပိုင်တာအစ်စ်ပဲပေါ်မသွားဘူးလားတော့နေတဲ့လက်ကိုအယူခိုင်းနေတယ်ကြောက်နေတဲ့အလွတ်လက်ကိုအလူခိုင်းနေမယ်ဒါကြောင့်တရားအားကောင်းပါစေတတိအားကောင်းပါစေဘယ်လိုချက်လဲဒီတော့နံပါတ်3ကိုဆိုပြီးပြီလားလိုက်ဆိုဒုက္ခမျိုးစုံသဖုံဖုံဘယ်လိုတရားနဲ့ကုန်နိုင်သနည်းဒုက္ခမျိုးစုံသဖုံဖုံဝရိယတရားနဲ့ကုန်နိုင်သည်ဒုက္ခကိုဘာနဲ့ကုန်မလဲဒုက္ခကိုဘာနဲ့ကျော်မလဲလိုက်ဆိုကိလေသာအညစ်အကြေးအပြေပေဘယ်ရည်အေးနဲ့ပြောင်းနိုင်သနည်းကိလေသာအညစ်အကြေးအပြေပေမရေအေးနှင့်ပြောင်းနိုင်သည်ဒါပဲလောဘဒေါသမောဟမာနတောင်းဉာဏ်သလောက်တောင်းဉာဏ်ဝိပဿနာဉာဏ်မဉာဏ်ဘုံဉာဏ်ရေးနဲ့ဖြင်းပြောင်းပါတယ်ပြီးတော့ဒီဘဝရဲ့အောင်မြင်တိုးတက်မှုများကိုလိုချင်တဲ့ကျောင်းသားသူငယ်တွေစီးပွားရေးလုပ်ငန်းရှင်တွေယာတုဂုဏ်သိရှိနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဘဝရဲ့အောင်မြင်ကြောင်းတွေအတွက်အရေးကြီးတဲ့သုတ်ချက်များသည်တတ္တာတတိဝရိယသမာဓိပညာပါပဲကိပဒချောင်းဘဝတန်ត្រာဒီဘကံကနေနိဗ္ဗာန်ဟောဘကံကိုပန်းနိုင်ပြီးအရောက်နှမ်းကျင်နေဆိုရင်လည်းပဲဒီ၅လုံးပါပဲတတ္တာတတိဝရိယသုံးချက်မြင်သမာဓိတည်တဲ့အခါဝိပဿနာဉာဏ်မဉာဏ်ဘုံဉာဏ်တွေ့လိမ့်မယ်ဝိပဿနာဉာဏ်မဉာဏ်ဘုံဉာဏ်ပြီးပဲလေဒုပရိသတ်တောင်းတဲ့နိဗ္ဗာန်ပန်းနိုင်ကိုအရောက်ခေါ်သွားပါလိမ့်မယ်ရလဲရကြပါစေဟုတ်ပြီလားဒီတရားကဘယ်သူကိုဟောတာလဲစိတ်ဓာတ်တွေကြားတဲ့အာလဝကနုညစပြုချိန်မှာသဗ္ဗညုတရွှေဉဏ်တော်ပန်းရှင်ဟုတ်မဟုတ်စစ်တမ်းထုတ်ရာကနေနာလိုက်တာပြိဿကြီးသဒ္ဓါတွေပေါက်တတိတွေကတ်ဝရိယတွေထက်သမာဓိတွေတည်လို့တခါလဲပေါ်သွားလိုက်တာတရားအဆုံးမှာပြိဿကြီးအလွန်ကျမ်းတဲ့အာလဝကတော်မှာမဉ္ဇဉ်ဘုံဉဏ်တွေကရှေ့ဆုံးသောတာပတ္တိမဉ္ဇဉ်ဘုံဉဏ်ကိုရပါတယ်ကဲဒီတရားအတွက်အာမခံချက်မခိုင်ဘူးလားအလွန်ကျမ်းတဲ့ဘီလူတော်မှာတရားဆုံးတော့ဘာဖြစ်သွားသောတာပန်ပြိဿကြီးတို့တရားနာပြိဿကဘီလူတော့ကျမ်းလာလားအမလီဘုရားပဲတရားပဲသံဃာပဲကံကံအကျိုးပဲလို့အပြည့်သိအပြည့်ယုံကြည်ကြတဲ့ဗုဒ္ဓဘာသာတွေဘီလူလို့သောတာပန်မတည်ရင်နေပါဗျာဟောဒီကျောင်းလေးကမထွက်ခင်ပါရာလေးတွေအကုန်လူခဲ့မြစီမကောင်ကြီးအမောခံရတာတန်ပါတယ်ဟုတ်လားကဲသဘောပေါက်ပြီလားကဲဒါတော့ဆိုရင်ဘဝရဲ့အောင်မြင်ကြီးပွားကြောင်းသန္တရာအောင်မြင်ကြီးပွားကြောင်းတရားများကိုကိုယ်စီရကြပါစေဆုတောင်းရင်သိညာရအောင်နော်ဒေသေတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါသထာမာရောတရားနာလာကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့သို့မင်းသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓဖြာဖြာကိုပြီးသွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သော
ဤမံဓမ္မဒေသနာဒီဘဝအောင်မြင်ကြီးပွားကြောင်းနဲ့ဘဝသံဃာခရီးအောင်မြင်ကြီးပွားကြောင်းများကိုနာညွန်ပြတဲ့ဤတရားဒေသနာတော်မြတ်ကိုသုနိတဝါကောင်းစွာယုသိနာကြားကြကုန်ပြီဖြစ်၍အဘိနန္ဒနာစေတေနာအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာအပိတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာခေါ်ရီကိုရောရောက်လာတော့လဲနောက်ကြသေးတယ်ပလင်တက်ပြန်တော့လဲ7 နာရီခွဲတော့မယ်အောင်မလေးအလိုက်ကားသို့မသိဟောလိုက်ပြန်တော့လဲ1 နာရီခွဲတော့ကျော်နေပြီဘယ်တော့မှများအညှို့ထားလို့ငါတို့ကိုတုတ်နေတယ်ရဲ့လို့စိတ်ထဲမှာတရားလေးရှိတဲ့ဟိုဘက်ဒီဘက်ပြောင်းကားလဲကားနဲ့မကြည်မနှက်မျက်လုံးလေးနဲ့ကြည့်အိမ်ပြန်လို့သွားကြရမယ်ဆိုရင်ပြိဿရေတရားရှိတာလဲမှန်ပါတယ်ဒီကိုယ်တော်လည်းပဲဒီညဒီလောက်ကြီးဟောလိမ့်မယ်လို့ကိုလည်းမထင်မိပါဘူးဟောဒီနေရာရောက်တော့မှကျုပ်လည်းပဲပန်းဖလက်ကိုမြင်ရပါတယ်ဟောဒီပန်းဖလက်မြင်လိုက်တဲ့အချိန်ရောက်ကမှဆရာတော်ကြီးဆရာတော်ကျောင်းကြီးဆောက်ဖို့ကျင်းပါတယ်ဆိုတာကိုလည်းသိရပြန်ပါတယ်ဒါကြောင့်ကျောင်းအကြောင်းလည်းပါရလောကီအကြောင်းလည်းပါရနိဗ္ဗာန်အကြောင်းလည်းပါရကံကောင်းလို့ဖောင်တာပိန်တာကိုမပါတာပါပြိဿရေဒါကြောင့်တရားကဟင်းလေးကြိုသလိုပဲမျိုးစုံထည့်ပြီးဟောရတဲ့အချိန်ခမည်းတော်ကလည်းအောက်ကနေမြောက်ပြီးတော့ဟောပါဗျာခိုင်းနေတဲ့အတွက်ကြောင့်ဘယ်သူမှအပြစ်မတင်နဲ့မိနစ်တွေကို3 ပုံပုံဟောဒီကိုတော်ကတပုံဥခိမေနာကတပုံငါတို့ကတပုံအမလေး3 ပုံပေါ်ရင်တော့မိနစ်က1 နာရီတောင်မပြည့်တော့ပါလားရင်လို့စိတ်ထဲမှာတတ်တောင်ပြန်ကတွေးကျင်တတ်တဲ့စိတ်ကလေးတွေပြန်ကဝင်ရေရေနန္ဒကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာအပိတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကို